လောဘထိမ်မှာသောကငြိမ့်မယ်တဲ့ဗါတယ်လေလောဘထိမ်မှာသောကငြိမ့်မယ်လောဘဆိုတဲ့တရားဒီသူ့တန်တန်ကိုယ်တန်တန်အားလုံးမှာမရှိဘူးလားရှိတယ်ဒီလောဘဒီအတိုင်းတာတော့ရှိရဘာရှိရလဲအတိုင်းတာရှိရတယ်လွန်ကဲသွားတဲ့လောဘသည်ပစ္စည်းရလာရင်တောင်မှလူကိုပြန်နှိပ်စက်တတ်တယ်ငွေကြေးရရင်လည်းပဲလူကိုပြန်ပြီးတော့နှိပ်စက်တတ်တယ်မနှိပ်စက်တတ်ဘူးလားအေးနှိပ်စက်တတ်တယ်အဲ့ဒါကြောင့်လောဘရှိတော့ရှိဘလို့လောဘပဲရှိရအတိုင်းတာအတွင်းကလောဘပဲဖြစ်ရမယ်ဘာလောဘဖြစ်ရတိုင်းတာအတွင်းကလောဘပဲဖြစ်ရဒီဘောင်ကိုကြော်တက်သွားရင်ပစ္စုပန်မာယောတမလွန်မာယောဒုက္ခတွေမရောက်ဘူးလားရောက်တယ်အဲ့လိုဆိုတော့လောဘဆိုတော့မြန်မာလူဘာပြောလောဘဆိုတော့မြန်မာလူဘာပြောတပည့်တော်တို့သုံးတာကလောဘကြီးတယ်လို့သုံးတယ်ဗျာဆိုလောဘကြီးတယ်ဆိုဘာကြီးတာလိုချင်တာအားကြီးတာတဲ့ဗါတယ်လေလိုချင်တာအားကြီးတာလောဘဆိုတာလူဘကနေလာတယ်ဘယ်ကလာလဲလူဘကနေပြီးမှဥကိုဩလောဘလူဘဆိုတော့လူဘဆိုတဲ့အတိုင်းပဲလူပြီးတော့ဟုတ်လားဘာလို့လဲအေးအဘခေါ်တာတော့မလုံနဲ့ဖမ်းသွားမယ်ဟုတ်လားအေးအဲ့ဒါလောကထဲမှာနေပြီးတော့လောဘဆိုတာကရခြင်းနေတာဟုတ်လားဘာလို့တာလဲရခြင်းနေတာလူခြင်းနေတာပစ္စည်းလေးတစ်ခုရပြီးရင်လည်းနောက်ထပ်ထပ်ပြီးရကျင်တာပဲအဲ့ဒါရသွားလို့သူ့ပြည့်စုံသလားသွားမေးကြည့်ရကျင်တော့ပဲလောဘကအကန့်အသတ်ရှိရလားလောကကဘောင်လွတ်ဖြစ်နေတာနော်ဓမ္မနဲ့သာမညှိရင်လောဘကအကန့်အသတ်နဲ့တဲ့လောဘမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်တရားနာခြင်းဒီလောဘကိုဘောင်ခတ်ပြီးဖို့အတွက်နာတာဟုတ်လားနော်ဘာလို့ဖို့လဲလောဘကိုဘောင်ခတ်ပေးဖို့အတွက်အေးလောဘရှိတော့ရှိအတိုင်းတာတွင်းကပဲရှိပါလို့မပြောဘူးလားပြောတယ်အဲ့ဒါကြောင့်မို့လောဘဆိုဒီမှာဘောင်းစုံပါပဲစီးပွားရေးဆိုရင်လည်းစီးပွားရေးလောဘပညာရေးဆိုရင်လည်းပညာရေးလောဘတွေအစုံမရှိဘူးလားကဲတို့သူတော်စင်များဘယ်လောဘကိုပို့ပြီးတော့ခံစားရလဲကဲလူချင်းတဲ့လောဘတော့သိကြသွားပြီဟုတ်လားနော်ဘယ်ကဏ္ဍတွေမှာလဲလို့ပြောရင်စီးပွားရေးလုပ်တဲ့ကဏ္ဍဘာသာရေးလုပ်တဲ့ကဏ္ဍလူမှုရေးလုပ်တဲ့ကဏ္ဍဘယ်ကဏ္ဍမှာလောဘကပူတောင်းကျမ်းတတ်လဲစီးပွားရေးလောကမှာလိုက်ပြီးတော့ကြည်ရင်ပူပြီးတော့မတောင်းကျမ်းတတ်ဘူးလားတောင်းကျမ်းတတ်တယ်အချင်းချင်းနှစ်ယောက်အတူတူလုပ်နေစီးပွားရေးလေးအတူတူတိုင်တိုင်မင်မင်နဲ့လုပ်နေရင်နည်းနည်းလေးအဆင့်ပြေးလာပြီဆိုရင်တယောက်ကအဆင့်ပြေးလာရင်နောက်တစ်ယောက်လှမ်းကြည့်သူကနေနေရင်ကိစ္စမရှိဘူးနည်းနည်းလေးမြန်ကိုယ့်တဲ့ပူမြင့်တက်သွားတယ်ဆိုရင်စိတ်ဓာတ်ကတစ်မျိုးဖြစ်မသွားဘူးလားဖြစ်သွားတယ်သူ့သွားပြီးတော့လောဘကိုအခြေခံပြီးတော့မနာလိုတာဝန်တူတာမာနတွေဖြစ်တာဒေါသတွေဖြစ်တာမရောက်ဘူးလားလောဘကကြောက်เสียကောင်းတယ်ကောင်းသလားမကောင်းဘူးလားကောင်းတယ်အဲ့ဒါကြောင့်လောဘဆိုဒီမှာဘာကြောင့်လောဘတွေဖြစ်တာလဲလို့ပြောရင်ပစ္စည်းတွေကိုမြင်တဲ့အခါကျတော့တန်ရောစဉ်ဖြစ်เสียတွေရကျင်စရာကောင်းတယ်ဒါလေးရရင်ကောင်းပါပဲဆိုတဲ့နှစ်သက်တဲ့စိတ်ကနေဘု து ကိုမွေးဖွားလို့လိုက်တာလောဘကိုမွေးဖွားလို့လိုက်တာပစ္စည်းလေးတွေမြင်ရင်တို့ကကြိုက်တယ်နှစ်သက်တယ်မဖြစ်ဘူးလားဒီပစ္စည်းလေးကောင်းလားဒီပစ္စည်းလေးရမှဖြစ်မှာပဲဒါလေးနဲ့မှတို့ပို့ပြီးတော့လှမှာပေါ့ဒါလေးဝဲလိုက်ရင်ပို့ပြီးတော့အစဉ်ပြေမှာပေါ့ဆိုပေါ့နဲ့ပေါ့ပေါင်းများစွာမဖြစ်ဘူးလားအေးအဲ့ဒါပေါင်းများစွာဖြစ်ပြီးနောက်ကလောဘကနေပြီးတော့ရအောင်ကြိုးစားတယ်ပထမတော့တာမန်ကြိုးစားနောက်ကျတော့အလွန်အကျွံဖြစ်လာတော့ဝိသမလောဘပဲမရောက်ဘူးလားရောက်တယ်တဲ့ဘုရားရှင်ကိုယ်တော်မြတ်ကလောဘနဲ့
တို့စီးပွားရေးရှာဖွေတဲ့အပိုင်းမှာစီးပွားမရှာရမယ်စီးပွားမလုပ်ရမယ်ဌာနမရှာကောင်းတဲ့စီးပွားရေးဘယ်နှမျိုးရှိ5မျိုးမရှိဘူးလားဘာတွေရှိလဲအဲ့ဒါစီးပွားရေးလုပ်တဲ့အပိုင်းမှာတို့တရားသောအဖြစ်စီးပွားရေးလုပ်မယ်ဆိုရင်ရှောင်ကျင်တဲ့ဟာတွေကိုလည်းကိုကသိထားတဲ့ဟုတ်လားနော်ဘာတွေကိုရှောင်ရမလဲလို့ပြောရင်နံပါတ်1လက်နဲ့အယောင်းဝယ်နဲ့စီးပွားရေးမလုပ်ရဘူးဘာတယ်လဲလက်နဲ့အယောင်းဝယ်နဲ့စီးပွားရေးမလုပ်ရဘူးတို့သူတော်စင်များလက်နဲ့တွေဘာတွေရောင်းသလားလက်နဲ့ဆိုဘာပြောတာလဲဟုတ်တယ်အစုံပဲဟုတ်လားနော်အဲ့ဒါအစုံပဲဓာတ်တွေလက်နဲ့တွေလန့်တွေဘခွာလေးပါထည့်လိုက်ဦးဟုတ်လားနော်ဘခွာကသာနောက်ပိုင်းသေပင်အထိဟုတ်လားနော်အဲ့ဒီဟာတွေရောင်းချတယ်ဆိုရင်ဒီပစ္စည်းများကိုသုံးပြီးတော့တယောက်ယောက်ကိုမြန်ချထည့်လိုက်လို့သေသွားရင်သေပင်နဲ့မျက်လုံးပြစ်လိုက်လို့ကန်းသွားရင်အဲ့ဒါရောင်းသူတောင်းလို့ရလားအဲ့ဒါကြောင့်ဗုဒ္ဓကဘာနဲ့စီးပွားရေးမလုပ်ဘူးဒါကတော့နိုင်ငံအလိုက်ပေါ့ဦးဇင်းတို့တောရွာတွေမှာလိုက်ပြီးတော့ကြည့်လိုက်ရင်တော့တဏှက်ရောင်းတာတော့ဘယ်ရှိပါမလားတဏှက်ရောင်းတာမရှိဘူးဦးဇင်းတို့ရွာတွေကျတော့လောက်စလုံးရောင်းတာတော့ရှိနော်ဘာရောင်းလောက်စလုံးရောင်းတယ်ဟုတ်လားနော်လောက်စလုံးရောင်းပြီးလောက်စလုံးဝယ်သွားပြီးအဲ့ဒါလေးနဲ့ဘာလို့တော့ဆိုရင်ဟိုပင်အောက်မော့တော့ဒီပင်အောက်မော့တော့တွေ့သမျှအကုန်ပြစ်တာပဲမပြစ်ဘူးလားတောတဘာဝတောတဘာဝအဲ့တန်ရှိတော့ဗုဒ္ဓကဘာရောင်းဝယ်မလုပ်ခိုင်းတယ်လက်နဲ့အယောင်းဝယ်မလုပ်ပါနဲ့တဲ့နိုင်ငံတွေအဆင့်မြင့်သွားရင်တချို့နိုင်ငံတွေမှာကျတော့အခုဘာတွေခေတ်စားတယ်လဲလို့ပြောရင်နျူကလ িয়ার weapon တွေ biological weapon တွေနော်မရှိဘူးလားနော်ဟော missile weapon တွေရှိတယ်ဒီလက်နက်တွေ biological weapon တွေရှိနော်လက်နက်တွေလိုက်ကြည့်လိုက်ရင်ဇီဝဗေဒလက်နက်တွေမရှိဘူးလားဇီဝလက်နက်တွေရှိတယ်ပြစ်ချလိုက်လို့ရှိရင်ပိုးမွားတွေထွက်ပြီးတော့ခန္ဓာကိုယ်အကုန်ကပ်ပြီးတော့ခန္ဓာကိုယ်အကုန်စုပ်ပြတ်သွားတဲ့အဆင့်ထိပိုးစားသွားတယ်မရှိဘူးလားဒေါင်တန်းဖို့ကြားဘူးလားဒေါင်တန်းဖို့စာအိတ်ထဲထည့်ပြီးတော့အဲ့ဒါလေးနဲ့သာတွတ်လိုက်ရင်စာအိတ်ကိုဖောက်လိုက်တာနဲ့တပြိုင်နက်အဲ့ဒါသွားပြီးတော့ကင်မိရင်ယောဂရပြီးတဖြည်းဖြည်းနဲ့ခန္ဓာကိုယ်ထဲမှာဓာတ်တွေအကုန်ပြောင်းပြန်လန်ကုန်တော့တာနော်ဒေါင်တန်းဖို့တွေမရှိဘူးလားအဲ့ဒါမျိုးလက်နက်တွေရောင်းတာနိုင်ငံတကာမှာခုကြည့်လိုက်တဲ့အခါကျနျူကလ িয়ার လက်နက်ရောင်းဝယ်လုပ်ကြတယ်ဘာတွေရောင်းလဲအဲ့ဒါသူ့နိုင်ငံကလည်းနျူကလ িয়ার ကိုယ့်နိုင်ငံကလည်းနျူကလ িয়ার မေတ္တာချုပ်မှလုံတာနျူကလ িয়ার ရှိယုံနဲ့လုံရဲ့လားမလုံဘူးအခုဒုက္ခတွေရောက်နေကြပြီမရောက်ဘူးလားအဲ့ဒါနျူကလ িয়ার လက်နက်ကိုရောင်းလို့လက်နက်ကိုယ်တိုင်ကိုကင်ထားပြီးတော့နဘေးမှာသွားပြီးချင်းချောက်တာရှိသလိုဒီလက်နဲ့ရှိနေလို့ငါးစီမြန်လှမ်းပြီးတော့ပြစ်လိုက်မလားချလိုက်မလားဆိုပြီးတော့ကြောက်မနေရဘူးလားကိုထွင်တဲ့ပစ္စည်းနဲ့ကိုပြန်ကြောက်နေရတာမကြောက်ပါဘူးလားအဲ့ဒါလောကထဲမှာခေတ်ထဲမှာသိပ္ပံပညာကြီးတိုးတက်လာတဲ့အတွက်ကြောင့်အစစအရာရာသင်ပြေလာတာတော့မှန်တယ်ဒါပေမဲ့လူတွေမှာဘာကုန်တယ်လဲပြောရင်မေတ္တာဓာတ်တွေခန်း၆ကုန်တာဘာဓာတ်တွေခန်း၆မေတ္တာဓာတ်တွေခန်း၆ကုန်တယ်ဟုတ်လားတယောက်နဲ့တယောက်ကြည့်လိုက်ရင်လည်းပဲငါမြန်လားလိမ့်မလားငါစီကဘာပတ်သွားမလဲငွေမြန်းဝင်ချီးတော့မှာလားဟုတ်လားကိုကဘာမှမလုပ်ရသေးဒီကတွေးကြောက်ဟုတ်လားနော်အိမ်ပေါက်ရောက်တာနဲ့တပြိုင်နက်ကိုကမျက်နာကိုလှမ်းကြည့်လိုက်တာနဲ့တပြိုင်နက်ခက်ညူးညူးလေးလာရင်ကြောက်ကုန်နေတော့ဟုတ်လားနော်တခုခုတော့တောင်းမယ်နဲ့တူတယ်ဘာမှန်းလုံးမလို့မသိဘူးဆိုပြီးတော့ငါဘလို့ကူညီရင်ရမလဲဆိုတဲ့စိတ်ကနောင်မှပေါက်ချင်လဲပေါက်မှာပေါက်ခဲတယ်ဟုတ်လားမပေါက်ခဲဘူးလားပေါက်ခဲတယ်ပထမစခြင်းကတော့ငါစီမြန်တောင်းမလားချီမလားငါမလားနဲ့ကြည့်တယ်စိတ်ထဲမှာမဖြစ်ဘူးလားအဲ့ဒါဘာဓာတ်တွေခန်း၆ကုန်တာလဲမေတ္တာဓာတ်တွေခန်း၆ကုန်ကြတာအခုနိုင်ငံတကာမှာလိုက်ပြီးတော့ကြည့်နော်သူတို့ကဘာတွေနဲ့ကာကွယ်တယ်လဲပြောရင်လက်နက်ကိုလက်နက်ချင်းပြန်ပြီးတော့ကာကွယ်ဖို့ရတက်ဆင်ကြနော်မတက်ဆင်ဘူးလားဟိုဘက်ကနျူကလ িয়ার ရှိ
ဒါမှမဟုတ်ဟိုဘက်ကမစ်ဇိုင်းဒုံးရှိဒီဘက်ကမစ်ဇိုင်းဒုံးကိုပြန်ပြီးတော့ခွင်းမဲ့လက်နဲ့ပြန်မထွင်ဘူးလားထွင်ပြီးတော့အဲ့ဒီလက်နဲ့လာရင်တော့ဒီလက်နဲ့နဲ့ကြားထဲတင်တိုက်ဖြတ်ကြလိုက်မယ်ဆိုပြီးတော့လက်နဲ့ဖက်ပဲဦးစားပေးပြီးတော့လူတွေကစဉ်းစားကြမညီညွတ်တဲ့လူကိုညီညွတ်အောင်ဒေါသတွေသိပ်ကြီးနေတဲ့လူတွေကိုဒေါသတွေညော့သွားအောင်မေတ္တာဓာတ်တွေခန်းချောက်နေတဲ့ပုဂ္ဂိုလ်များကိုမေတ္တာဓာတ်တွေပြန်ဝင်လာအောင်ကြတော့စဉ်းစားမိရဲ့လားအေးအဲ့ဒါကြောင့်ဗုဒ္ဓကအခြေခံကိုသိဘာမလုပ်နဲ့တဲ့လက်နဲ့ရောင်းဝယ်မလုပ်ပါနဲ့တဲ့ဒုတိယကလူမှောင်ခိုရောင်းဝယ်မလုပ်ပါနဲ့တဲ့ဘာလဲလဲလူမှောင်ခိုရောင်းဝယ်တွေ့ဘူးလားလူမှောင်ခိုရောင်းဝယ်တွေရှိတယ်။အော်တော်တော်များများကလိုက်ပြီးတော့ကြီးလိုက်ဦးဇင်းတို့နေဘက်တွေဆိုရင်လာပြီးရှာတာရှိနော်။နေဘက်ကနေနေဘက်ကိုဆင်းလာပြီးတော့လာရှာတယ်။အရွယ်သိပ်ပြီးတော့မကြီးသေးတဲ့ကလေးအရွယ်များအမျိုးသမီးငယ်အရွယ်များလာပြီးတော့ဝဲတယ်လို့ငှားတယ်လို့ဟုတ်လားကြီးပွားအောင်လုပ်ပြီးတော့မှလူနဲ့လာရှာတာမရှိဘူးလား။အေးအဲ့ဒါမျိုးကိုစုစည်းလာယူလာပြီးတော့ဘာလုပ်တတ်တယ်လဲလို့ပြောရင်တစ်ဖက်နိုင်ငံထုတ်တာလည်းရှိတယ်ဒီနိုင်ငံအတွင်းထဲမှာပဲလူမဆန်စွာသုံးနေတာတွေလည်းရှိတယ်မရှိဘူးလားရှိတယ်ခုလူမောင်ခိုအယောင်းဝယ်ခံထားရတဲ့ကလေးတွေတွေ့လားဘယ်တွေ့ဘူးလဲဘယ်နဲ့တွေ့ဘူးလဲဟုတ်လက်ဖေးဆိုင်မှာကြည့်ရင်ကိုယ်ရှိနော်ဘယ်မှာရှိလဲလက်ဖေးဆိုင်မှာကလေးပေါက်စားလေးတွေသပွဲထိုးတာမရှိဘူးလားအေးဦးဇင်းတို့ကတော့နည်းနည်းစိတ်ဝင်စားတော့လက်ဖေးဆိုင်ရောက်တာမေးကြည့်လိုက်နော်မင်းစာဖတ်တတ်သလားလို့မေးကြည့်နော်ဘာမှမဖတ်တတ်ပါဘူးခင်ဗျာကဲဝမ်းနေစရာမကောင်းဘူးနော်မြန်မာအချင်းချင်းအဲ့လောက်ဖြစ်ရတော့ကောင်းသေးလားအဲ့ဒါဒီတကယ်တမ်းကတော့လူမောင်ခိုဖြစ်ပြီးခံရတဲ့ပုံစံပဲဟုတ်လားဒီအရွယ်မှာတော်တဲ့တော့စာပေလေးနဲ့ဖြစ်တဲ့ရေးတတ်ဖတ်တတ်တော့မဖြစ်သင့်ဘူးလားအေးသူများလို့ဘွဲတွေ BA တွေ MA တွေ PhD တွေမရကြနေရေးတတ်ဖတ်တတ်လေးတော့ဖြစ်တဲ့နော်သွားပြီးတော့မေးကြည့်လိုက်တယ်စာကိုမဖတ်တတ်ဟုတ်လားနော်အဲ့ဒါငယ်ငယ်ရွယ်ရွယ်နဲ့ကျွံဘဝမရောက်ဘူးလားအဲ့ဒါကျွံလို့ဖြစ်သွားတာဦးဇင်းတို့တိုက်တွန်းနေတာကတော့တို့သူတော်စင်များရဲ့သာသမီများစီးပွားရေးဘလောက်ပဲအဆင်မပြေပဲဖြစ်နေငယ်ငယ်ရွယ်ရွယ်နဲ့တော့အဲ့ဒါမျိုးအလုတ်ထဲမထည့်လိုက်ပါနဲ့ဟုတ်လားနော်အဲ့ဒါမျိုးအလုတ်ထဲမဲ့ထည့်လိုက်ရင်ဒီကလေးရဲ့ဘဝတစ်လျှောက်လုံးကိုကြည်နှမျောစရာမကောင်းလားနှမျောစရာလည်းကောင်းတယ်ကြောက်စရာလည်းကောင်းတယ်သူ့မှာစာဖတ်နိုင်တဲ့စွမ်းအားရှိသေးလားစာကိုဖတ်နိုင်တဲ့စွမ်းအားမရှိရင်ဘာဖြစ်လာမလဲလို့ပြောရင်သူတွေးတဲ့အတွေ့အသည်ရုံငနဲ့အသက်ရွယ်လေးကြီးလာဖို့တဖြည်းဖြည်းနဲ့နေလိုက်လို့အသက်ရွယ်လေးကြီးလာရင်ပစ္စည်းပစ္စယမြင်လိုက်ရင်ဒီဟာကိုတုတ်ပြီးတော့ရောင်းလိုက်ရင်တော့ဘလောက်တော့ရနိုင်တယ်ဒီလူကိုရိုက်နှက်ပလိုက်ရင်တော့ငါဘလောက်တော့ရနိုင်တယ်တယောက်ယောက်ကသာငွေပေးပြီးတော့ငါခိုင်းရင်တော့ငါရိုက်ပြလိုက်မှာပဲဆိုတဲ့စိတ်ဓာတ်အလွယ်နဲ့ပေါ်နိုင်သလားမပေါ်နိုင်ဘူးလားပေါ်နိုင်တယ်သူ့မှာနော်တို့ general knowledge ဆိုတာမရှိဘူးထွေထွေဘုဒ္ဓရှိရလားထွေထွေဘုဒ္ဓဆိုတာမရှိဘူးစာပေကလာတဲ့ဘုဒ္ဓဆိုလဲသူရှိရလားစာဖတ်တယ်ဆိုတာလည်းမရှိတော့ဒီအန်တယ်တွေရှိတယ်မရှိဘူးလားအဲ့ဒါနိုင်ငံတွေမှာပညာရေးကိုဦးစားမပေးတဲ့နိုင်ငံပညာရှင်ဖြစ်တဲ့ပုဂ္ဂိုလ်ကိုတာမန်သမားနဲ့တွဲထားတဲ့နိုင်ငံတွေတစ်သက်လုံးမချမ်းသာဘူးချမ်းသာပါမလားမချမ်းသာဘူးပညာတက်ရင်တက်သလောက်အဲ့ဒါချီးမြှောက်ပေးရမယ်ပညာပို့ပြီးတော့တော်တဲ့ပုဂ္ဂိုလ်ကိုပညာမတော်တဲ့ပုဂ္ဂိုလ်တဲ့ပို့ပြီးတော့ချီးမြှောက်မှုမြှောက်စားမှုမလုပ်သင့်ဘူးလားအေးအဲ့ဒါမှပညာရေးဝါဒနာပါကြမှာအနုမို့ဆိုရင်တော့တဖြည်းဖြည်းနဲ့လူချမ်းနေကြည့်တဲ့ဖြစ်ကုန်လိမ့်မယ်မဖြစ်ဘူးလားအေးအဲ့ဒါကြောင့်မို့ဘဝမှာရနေတဲ့ဒီဘဝယာယီလေးထဲမှာအမြဲပါတဲ့သာဝရကုသိုလ်တွေလုပ်ဖို့ရအရေးကြီးတယ်သာဝရအကုသိုလ်တွေပါမလာဖို့ရအရေးကြီးတယ်အရေးမကြီးဘူးလားအေးအဲ့ဒါကြောင့်ဗုဒ္ဓကဘာလုပ်ငန်းနဲ့အသက်မမွေးရဘူးလဲလူမောင်ခိုနဲ့အသက်မွေးဝမ်းကြောင်းမပြုပါနဲ့ဘယ်နှချက်ရှိနံပါတ်1ကလက်နဲ့ရောင်းဝယ်နဲ့နံပါတ်2ကလူမောင်ခိုနဲ့နောက်နံပါတ်3ကသားစိန်ငါစိန်တက်ဖြတ်ရောင်းချပြီးစီးပွားရေးမလုပ်ပါနဲ့
တဲ့ဗါတယ်လေလက်ပြကြောင်းချပြီးတော့စီးပွားရေးမလုပ်နဲ့ဒီဟာလည်းပဲဦးဇင်းတို့ကတော့ဆုံးငံသွားနေတဲ့အခါကျတော့တော်တော်တွေ့ရတယ်ဈေးတယ်လည်းတွေ့ရတခါလေရက်ွက်တီထဲမှာလည်းပဲတွေ့ရဈေးတယ်မြန်သွားပြီးတော့ကြည့်လိုက်ရင်ငါးလေးတွေလက်လက်ဆက်ဆက်ရမယ်နော်လို့ပြောတာမရှိဘူးလားမုံဟင်းငါးတွေပါလေချက်တဲ့အခါကျတော့ငါလက်လက်ဆက်ဆက်မသုံးကြဘူးလားဦးဇင်းတို့ကြောင်းတိုက်ထဲမှာတခါလာပြီးတော့မုံဟင်းငါအောက်ပိုင်းကလာကတ်ရှင်မရလက်ပြန်ကြတပည့်တော်တို့ကြောင်းကမုံဟင်းငါကတ်မှာဗျာတဲ့လာပြီးတော့ဖုံးပေးပါဗျာဆိုတော့လာပင့်တပည့်တော်တို့မုံဟင်းငါချက်တဲ့အပိုင်းမှာလည်းပဲတကယ်ချိုးအောင်ဆိုပြီးတော့ငါးကိုလက်လက်ဆက်ဆက်လေးတွေလှုပ်လာပါတယ်တဲ့ဘာလေးတွေလှုပ်လာလဲငါလက်လက်ဆက်ဆက်လေးတွေလှုပ်လာတာဟုတ်သလားတခါကြီးလို့ဘယ်လိုလက်ဆက်တာလဲလို့လိုက်ကြည့်လို့ရမလားရပါတယ်ခင်ဗျာတဲ့လက်ဆက်တုံးရှိပါသေးတယ်ဆိုတော့သွားပြီးတော့ကြည့်လိုက်နော်ငခုလေးတွေကပြေးတော့လွှာတော့မရည်တယ်ဟုတ်လားနော်ငခုလေးတွေနဲ့ငခုနဲ့ဆိုမချိုးဘူးလားငခုနဲ့အဲ့လိုလုပ်ထားတော့နောက်နေ့အဲ့ဒါသူတို့ကတ်တဲ့ဟာကြည့်ပြီးတော့ငါတို့သားတယ်လေမနေ့ကငါကြည့်ထားတဲ့ငခုတွေပါတယ်ငါကြည့်ထားတဲ့ငခုတွေပါတယ်ဆိုပြီးတော့စားလို့ကိုအဆင်မပြေပြေရဲ့လားအဲ့လောက်ကြီးလက်ဆက်လွန်းတော့လေကောင်းရဲ့လားတခါလေလက်လက်ဆက်ဆက်ရမယ်ဆိုပြီးတော့ငါးကိုဆွဲတယ်ပြီးတော့ခေါင်းတိုင်းနဲ့ရိုက်ချလိုက်တာရှိဘူးလားအဲ့လောက်ကြီးမကြမ်းရဘူးအဲ့ဒါမျိုးကြီးကြမ်းရင်တဘဝပဲလူဖြစ်မယ်နောက်ဘဝလူဖြစ်နိုင်ရဲ့လားတခုခုလှုပ်တော့မယ်ဟဲ့လို့ဆိုရင်နောက်ဘဝလေးစဉ်းစားကြည့်နော်ဒီလိုလှုပ်လိုက်ဒီဘဝသူ့ခေါင်းကိုပြားနေအောင်ထုရင်နောက်ဘဝငါခေါင်းပြားနေအောင်ထုခံရလိမ့်မယ်လို့သဘောပေါက်လို့မရဘူးလားတခါလေကျတော့ဦးဇင်းတို့ဘာတွေ့လို့ဆိုတော့စိတ်လေးတွေနော်တောင်းထဲကိုထဲတောင်းထဲမှာထဲသွားပြီးတော့တို့သဘင်းရဲ့နောက်ကနေတင်သွားအဲ့ဒါနောက်ကတပဲပဲနဲ့ပါသွားအဲ့ဒါနောက်တစ်ခေါက်ဒီဘဏ္ဍန်းနေသူပြန်နင်းလိုက်ဘာပဲပါလို့တော့ဘာပဲပါလားအဲ့ဒီတောင်းနဲ့ထဲထဲမှာကြည့်လိုက်တော့ဘာတွေပါလားစိတ်အသားဟုတ်လားနော်စိတ်သားလို့ဖြစ်မသွားဘူးလားလူကစားခြင်းတော့တစ်မျိုးမစားခြင်းတော့တစ်မျိုးနာမည်ပေးကြနော်နွားကိုတက်လိုက်တဲ့အခါကျတော့နွားမသားလို့ခေါ်ရလားလူသေးတော့ဘာလို့ခေါ်လဲလူမသားတဲ့နွားတက်ထားလိုက်တော့အမဲသားတဲ့စားခြင်းတော့နာမည်ပြောင်းပြီဟုတ်လားနော်ငါတို့ဈေးသွားပြီးတော့နွားမသားလေးဝဲချက်ဦးမှာပဲအဲ့လိုပြောတာရှိလားတကယ်တမ်းကတော့မသားပါပဲဟုတ်လားနော်ဝက်မသားလို့ပြောရလားစားခြင်းတော့နာမည်ပြောင်းတာဘာလို့ပြောင်းဝက်သားဆိုနာမည်လေးမပြောင်းဘူးလားလူကစားခြင်းရင်တစ်မျိုးမစားခြင်းရင်တစ်မျိုးဟုတ်လားနော်အဲ့ဒါကြောင့်မို့ဘုရားကသားစိန်ငါးစိန်သက်ဖြတ်ရောင်းချပြီးစီးပွားရေးမလုပ်ပါနဲ့ဘယ်နှချက်ရဘာတွေလဲပြောရင်လက်နဲ့ရောင်းဝယ်နဲ့စီးပွားရေးမလုပ်ပါနဲ့လူမောင်ခိုရောင်းဝယ်နဲ့စီးပွားရေးမလုပ်ပါနဲ့သားစိန်ငါးစိန်သက်ဖြတ်ရောင်းချပြီးစီးပွားရေးမလုပ်ပါနဲ့နောက်တစ်ခါအရက်အယောင်းဝယ်နဲ့စီးပွားရေးမလုပ်ပါနဲ့တဲ့အရက်သေးစာအယောင်းဝယ်နဲ့စီးပွားရေးမလုပ်နဲ့တဲ့ဘာနဲ့တယ်လဲအရက်အယောင်းဝယ်နဲ့စီးပွားရေးလုပ်တာဒီခေတ်မှာရှိသလားမရှိဘူးလားတိုက်လဲမှာတော့သူရတယ်နော်ဒီခေတ်ထဲမှာလိုက်ပြီးတော့ကြည့်လိုက်ရင်လူငယ်ပိုင်းကလည်းပဲအခုပြောင်းပြန်လန်းလာနော်လမ်းဘေးတောင်မှရေအိုးတယ်ဖို့မကောင်းတော့နော်လမ်းဘေးမှာရှိနေတဲ့ရေအိုးများလှည့်ပြီးတော့ကုသိုလ်များလုပ်ချင်ရင်လုပ်လို့မရဘူးလားဘာထည့်ပြီးကုသိုလ်လုပ်ရအရက်ထည့်ထားမှရရေရိုးရိုးဆိုရင်တော့တောက်တဲ့လူသိမရှိတော့ဘူးနော်ရေရိုးရိုးဆိုရင်တော့တောက်တဲ့လူမရှိတော့ဘူးသူကသူရေတန်ဘူးနဲ့မပါဘူးလားရေတန်ဘူးနဲ့သွားကြလာကြနဲ့မော့တောက်လိုက်နော်တို့သူတော်စင်များအခုတော်တော်များများတောက်အောင်ကုသိုလ်လုပ်မယ်ဟဲ့လို့ဆိုရင်တော့ဘာပဲထည့်မှရတော့အရက်ထည့်ထားမှပဲများများတောက်မှာအဲ့ဒါဆိုတော့အဲ့နံပုံထက်နေမှသေးကြတယ်နော်ညနေပိုင်းမှာလိုက်ပြီးတော့ကြည့်လိုက်ရင်ထိုင်နေရှိမှဘာတွေများလုပ်နေတာလဲတော့တခါလေးသွားကြည့်ရနော်သွားပြီးတော့ကြည့်လိုက်တော့ဟာသူကလည်းပလင်းလေးတွေခွက်လေးတွေကိုနန်းကြည့်တော့လည်းပလင်းလေးတွေခွက်လေးတွေနဲ့တန်းစီမနေဘူးလား
တန်းစီနေတယ်ဟုတ်လားသွားပြီးတော့ကြည့်လိုက်အလကားတိုက်နေတာလားအောင်းနေရနော်မစီဘူးလားမစီရမယ့်ဌာနတွေကအကုန်စီးလာတယ်အဲ့ဒါပြက်တော့မှာဘူးပြပါပြပြက်တော့မှာဘူးပြတယ်တဖြည်းဖြည်းနဲ့ငကိုယ်တော့ကတော့အမျိုးသားပဲတောက်တယ်ဒီခေတ်ထိုက်တာဘယ်သူပါတောက်အမျိုးသမီးပါတောက်လာတယ်တဖြည်းဖြည်းနဲ့မတောက်ဘူးလားရှင်မယားဘီယာပါဗျာဆိုဘီယာကနေစလိုက်တာနည်းနည်းလေးပါပဲနောက်တဖြည်းဖြည်းနဲ့ဟောရန်လောက်ဆိုရင်များတော့မတော့တပည့်တော်တို့ကတက်ပတ်လောက်ပါပဲဗျာဟောတဖြည်းဖြည်းနဲ့အပြင်ထွက်တောက်တာကနေများလာတဲ့ကအိမ်ထဲပါပလင်းယူမလာဘူးလားအေးအဲ့ဒီအဆင့်ဒီတဖြည်းဖြည်းနဲ့ရောက်တတ်တယ်အဲကြောင့်မို့အရက်အယောင်းဝယ်နဲ့စီးပွားရေးလုပ်ရတာဒီတောက်သွားတဲ့ပုဂ္ဂိုလ်ရဲ့ပုံကိုကြည့်ပေါ့စဝင်လာကြတာကတော့လူကောင်းပဲနော်အဖြောင့်တိုင်းပဲများတောက်သွားတဲ့အခါကျတော့ကိုယ်ဆိုင်ကပြန်ထွက်သွားတော့ခြိလန်းနေမှန်သေးတယ်သူတယောက်ထဲတာသွားတာလမ်းကိုပြည့်နေတာပဲမပြည့်ဘူးလားဟောပြည့်တယ်တခါလေအဲ့နန်းနဲ့တောက်ပြီးတော့ဟောနဲ့ဆိုင်နေအံသွားတာတွေမရှိဘူးလားအဲ့ဒုက္ခတွေဒီဒါငါလှုပ်ထားတာဒီကောင်အံအောင်ငါလှုပ်တာဒီကောင်ခြိလန်းနေပြတ်သွားတောက်ကြမှောက်ကြရံဖြစ်ကြချကြနှက်ကြပြဿနာပေါင်းများစွာမရှိဘူးလားတောက်သွားတဲ့ပုဂ္ဂိုလ်များလဲစပြီးတော့ကြည့်စတောက်ခါတာကတော့တောင်းတင်းခန္ဓာကိုယ်ကကောင်းလုံးပဲတဖြည်းဖြည်းနဲ့ကိုယ်ဆိုင်လာပြီးတော့တောက်ပါများလာရင်မျက်နှာလေးတွေကနည်းနည်းအန်းလာပြီခြေထောက်လေးတွေကလည်းနည်းနည်းအန်းလာပြီအဲ့ဒါမျိုးဆိုရင်ကိုယ်ကကြည့်ဒီကောင်မျက်နှာကြီးအန်းသွားအောင်ငါလှုပ်ထားတာဟုတ်လားဒီလိုဖြစ်သွားအောင်ငါလှုပ်ထားတာဒီခြေတော်ကြီးအန်းသွားအောင်ငါလှုပ်ထားတာလို့ကိုယ့်ကိုယ်ပြန်ကြည့်ပြီးသွားရင်တဖြည်းဖြည်းနဲ့အဲ့ဒီပုဂ္ဂိုလ်ကလက်လေးတွေခြေလေးတွေတုံမလာဘူးလားမတော့ရရင်မနေနိုင်တဲ့အဆင့်ထိရောက်လာတယ်အဲ့ဒါမျိုးရောက်လာရင်ငွေမပါလဲဆိုင်တော့ရောက်မလာဘူးလားရောက်လာတော့ဘေးတခွဲလို့ပြောပြီးတော့ဘယ်နှုံးပိုက်ဆိုင်မပါဘူးဆိုရင်စကားများရရံဖြစ်ရမဖြစ်ဘူးလားအဲ့ဒါမျိုးတစ်ဆင့်နဲ့ကြသွားရင်နဲ့အဲ့ဒီပုဂ္ဂိုလ်ဒီများတောက်တော့များမှောက်တယ်မြန်သေးတယ်မသေးဘူးလားအဲ့ဒီပုဂ္ဂိုလ်အဲ့လောက်ဒုက္ခရောက်တော့ဘယ်သူလှုပ်လိုက်တာလဲရောင်းတဲ့ပုဂ္ဂိုလ်ကလှုပ်လိုက်တာအဲ့ဒါကြောင့်ဗုဒ္ဓကဘာနဲ့စီးပွားရေးမလုပ်ရဘူးလဲရဲသေးစာရောင်းချပြီးတော့စီးပွားရေးမလုပ်ရဘူးအရှင်မယားဒီခေတ်ဒီခါကစီးပွားရေးကလည်းဆင်ပြေတာမဟုတ်ဘူးခင်ဗျာတပည့်တော်တို့ကမလုပ်ချင်မဲနဲ့လေဒီလုပ်ငန်းလုပ်နေရတာပါလို့ပြောလို့မရဘူးလားဦးဇင်းတို့ကလည်းအဲ့ဒီအကြောင်းပြချက်ကိုလက်ခံပါဟုတ်လားနော်ဒါပေမဲ့အဲ့ဒီလုပ်ငန်းနဲ့တကယ်အသက်မွေးနေရတဲ့ပုဂ္ဂိုလ်ဆိုရင်လေယာယီသာလုပ်ပါဘာပဲလုပ်ရငွေလေးရလာတာနဲ့ဘာလို့ရလိုင်းပြောင်းပါဘာပြောင်းရမလဲလိုင်းပြောင်းပြီးတော့အသက်ငွေဝမ်းကြောင်းအသက်နဲ့သွားရမယ်တလျှောက်လုံးပဲအဲ့ဒါနဲ့ပဲသွားပြီးတော့တလျှောက်လုံးဒီစည်းဝါးရေးနဲ့ပဲနေရင်းနဲ့တာသေသွားရရင်ဟုတ်လားသေသွားတော့မှအရက်ပလင်းတွေမြင်ပြီးသေရမယ်သဘောပဲဖြစ်မနေဘူးလားအေးအဲ့ဒါကြောင့်ဗုဒ္ဓကဘာနဲ့စည်းဝါးရေးမလုပ်ဘူးအရက်သေးစာရောင်းချပြီးစည်းဝါးရေးမလုပ်ပါနဲ့နောက်ဆုံးကအစိတ်အယောင်းဝယ်နဲ့စည်းဝါးရေးမလုပ်ပါနဲ့တဲ့ဘာအယောင်းဝယ်အစိတ်အယောင်းဝယ်နဲ့စည်းဝါးရေးမလုပ်နဲ့အစိတ်ရောင်းဝယ်ဆိုတာကိုယ်စီကအစိတ်ကိုဝယ်သွားပြီးတော့ဒီအစိတ်နဲ့ပဲလူကိုတတ်မယ်တိရစ္ဆာန်များကိုတတ်မယ်ပိုးမွားများကိုတတ်မယ်ဆိုရင်ကိုယ်အပြစ်ကင်းရဲ့လားအေးအဲ့ဒါကြောင့်ဗုဒ္ဓကဘယ်နှမျိုးနဲ့စီးပွားရေးမလုပ်ပါဘူးလဲဘာတွေနဲ့လဲပြောရင်လက်နဲ့အယောင်းဝယ်နဲ့စီးပွားရေးမလုပ်ပါနဲ့လူအယောင်းဝယ်နဲ့စီးပွားရေးမလုပ်ပါနဲ့သားစိန်ငါစိန်တက်ဖြတ်ရောင်းချပြီးတော့စီးပွားရေးမလုပ်ပါနဲ့အရက်သေးစာရောင်းချပြီးတော့စီးပွားရေးမလုပ်ပါနဲ့အစိတ်ရောင်းဝယ်နဲ့စီးပွားရေးမလုပ်ပါနဲ့တဲ့ဘယ်နှမျိုးဒီ၅မျိုးနဲ့ကိုကစီးပွားရေးလုပ်နေကိုလောဘကိုပြန်ပြီးထိန်းရမယ်မလုပ်သင့်ဘူးလို့ပြန်မထိန်းသင့်ဘူးလား
ထိန်ရင်ထိန်မထိန်ရင်တော့လောဘမထိန်ရင်နောက်ကဘာလိုက်တောကလိုက်လာလိမ့်မယ်ဘာလိုက်လာမှာလဲတောကဆိုတာမြန်မာလိုဘာပြောတောကစိုးရိမ်တာပူပန်တာကိုတောကဘာကိုတောကခေါ်လဲစိုးရိမ်တာပူပန်တာကိုတောကဖြစ်တယ်လို့ပြောတော့ဝါရီဖြစ်တာနော်ဝါရီဆိုတာကဘာတွေနဲ့ပတ်သက်လို့ဝါရီတွေဖြစ်နေတာလဲလို့ပြောရင်လှုပ်ထားတဲ့မကောင်းမှုများအတွက်စိုးရိမ်တာမလှုပ်လိုက်မိတဲ့ကုသိုလ်ကောင်းမှုတွေအတွက်စိုးရိမ်တာဟာငါဒီမကောင်းမှုကြီးတော့လှုပ်မိပြီဒါကြီးတော့လှုပ်မိပြီဒါကြီးတော့လှုပ်မိပြီဆိုအရွယ်ကြီးလာတဲ့အခါကျတော့ကိုယ်ဆိုးလာတတ်တယ်ဟုတ်လားနော်အရွယ်ကြီးတဲ့အခါကျတော့ကိုကဓမ္မနဲ့နေခြင်းနေမနေလို့ရှိရင်လူနဲ့လည်းပဲလောကထဲလိုက်ပြီးတော့ကြီးတော့အသက်အရွယ်ကြီးလာတဲ့အခါကိုယ့်ရဲ့မိသားစုကကိုယ်နမ်းမှာနှွေးနှွေးထွေးထွေးပွတ်တက်ပြီးတော့နေရလားမနေတော့ဘူးအရွယ်ကြီးတဲ့ပုဂ္ဂိုလ်ကတတိတတန်လေးဖြစ်သွားဖြစ်သလားမဖြစ်ဘူးလားတတိတတန်လေးဖြစ်သွားတယ်အဲကြတော့ကိုယ့်ကိုဓမ္မလေးနဲ့နေခြင်းနေမနေလို့ချင်းစိတ်ထဲကငါအရွယ်ကြီးသွားတော့မသုံးညတော့ဘူးငါအာနာတွေတော့ကြလာပြီငါပါဝါတွေတော့ကြလာပြီငါရဲ့ပစ္စည်းတွေလည်းသုံးဆွဲနေသေးတယ်ဒီဟာတွေကဒီကောင်မတွေကဖြစ်သွားတတ်တယ်ဖြစ်တတ်သလားမဖြစ်တတ်ဘူးလားအဲ့ဒါမျိုးအဖြစ်ပြက်နဲ့မကြုံရအောင်ဓမ္မကိုနှလုံးသားထဲမှာထည့်ဘယ်မှာထည့်ရမလဲသူတို့သွားပြီးဗတ်တိုက်လို့ရမလားမင်းတို့တောင်မှဘောင်းမရှိဝစ်နေသေးတာငါလည်းဝစ်မှာပဲသွားလို့ရပါမလားအသက်က80 80ဘောင်းမီတို့လေးနဲ့ကြိုက်သေးလားမရမင်းတို့လည်းစကတ်အတူလေးတွေဝစ်တာငါလည်းဝစ်မှာပဲငါကြတော့ဆင်မပြီးဘူးမင်းတို့လည်းရှေ့ခွဲနောက်ခွဲနဲ့ငါလည်းခွဲမှာပဲလို့ရလားမရဘူးအရွယ်ကစကားပြောသွားတယ်ဘာစကားပြောသွားအရွယ်ကစကားပြောတော့သူတို့လိုက်ပြီးဗတ်တိုက်ပြီးအကုန်နေလို့လည်းရလားမရဘူးကဲမင်းတို့ကလည်းပဲဟောလားဂျူမွန်ကားဒီလောက်ကြည့်တော့ငါလည်းကြည့်တယ်ဆိုပြီးတော့ကလေးတွေနဲ့အပြိုင်ကြည့်ဒီကားပြီးနောက်ထပ်စကားထိုးကြည့်ကဲအဲ့တိုင်ကြည့်ရင်ကလေးဖြစ်တဲ့ပုဂ္ဂိုလ်များအရွယ်ငယ်သေးတဲ့ပုဂ္ဂိုလ်များကတော့တက်ရွယ်ဆိုတော့ကျမ်းမာရေးအဲ့လောက်မထိဘူးသူနဲ့ပြန်ပြီးတော့ပြိုင်ပြီးတော့မိုက်တဲ့ကိုကြတော့ကျမ်းမာရေးကထိမလာဘူးလားတကားလောက်ပြီးလိုက်လို့မတ်တတ်တာရက်ကြည့်လိုက်တာခါးတွေကအောက်မအောင်ဘူးလားအောက်နေအဲ့ကြမှာလာကြပါဦးငါဂုတ်လေးနှိပ်ပါဦးပေါင်လေးထောင်းပေးပါဦးခြေထောက်လေးထောင်းပေးပါဦးဖြစ်တတ်တယ်ဖြစ်တတ်သလားမဖြစ်တတ်ဘူးလားအဲ့ဒါကြောင့်အရွယ်ကြီးလာရင်အဲ့ဒါမျိုးနဲ့အပျော်ရှာမယ်သာဓမ္မနဲ့အပျော်ရှာပါဘာနဲ့ရှာရမလဲဓမ္မနဲ့အပျော်ရှာဟိုဓမ္မကြီးနဲ့လည်းသွားအပျော်မရှာနဲ့ဟုတ်လားဘာနဲ့ရှာဓမ္မလေးနဲ့အပျော်ရှာရမယ်နော်ဓမ္မလေးနဲ့အပျော်ရှာပြီးတော့နေတဲ့ပုဂ္ဂိုလ်ရဲ့ဟုတ်လားအဖိုးတို့အဖွားတို့မရှိဘူးလားအေးဓမ္မနဲ့နေတဲ့အဖိုးဖွားများရဲ့မျက်နှာသွင်းပြင်းသည်ကြည်လင်ပြီးတော့နေတယ်မကြည်လင်ဘူးလားအဲ့ဒီလိုမနေနိုင်မဲနဲ့အရွယ်ကြီးလာတာတော့မှန်တယ်ဓမ္မကနှလုံးသားထဲမှာမကပ်ဘူးဆိုရင်ပြစ်တောက်နဲ့ဖြစ်သွားတတ်တယ်ဘာပြောလိုက်မကြိုက်တော့နော်ကြိုက်ရလားမကြိုက်တော့ဘူးလောကကြီးကိုလည်းသဘောမကျသူကလေးတွေကိုလည်းသဘောမကျသူနန်းဝန်းကျင်ကိုလည်းသဘောမကျဘာမြင်လိုက်စိတ်တူနေတတ်တယ်ဖြစ်တတ်သလားမဖြစ်တတ်ဘူးလားအဲ့ဒါမျိုးကြီးလိုက်စိတ်တူနေမဲ့အစားငါအရွယ်ကြီးပြီငါဟိုဘက်ကနေဖို့နဲ့သေဖို့ဆိုရင်ဘယ်ဘက်ကနီးလာလဲသေဖို့ကပဲနီးလာတယ်အဲ့ကြတော့မသေးခင်လေးမှာငါအတက်ကအခုရှိနေတုံးလေးမှာကျမ်းမာရေးလေးရလဲကောင်းတုံးလေးမှာရသမျှလေးတော့တရားလေးနဲ့နေမှပဲဝင်လေထွက်လေလေးနဲ့နေမှပဲဖောင်းနာပိန်နာလေးနဲ့နေမှပဲတတိလေးနဲ့နေမှပဲတမာရီလေးနဲ့နေမှပဲပညာလေးနဲ့နေမှပဲဆိုပြန်နေလို့မရဘူးလားအဲ့ဒါကလည်းငယ်တုန်းကတည်းကအလေးကျင့်လုပ်ခဲ့မှာဟုတ်လားငယ်တုန်းကတော့ဟော့လဲသူပဲဟုတ်လားပေါ့လဲသူပဲရော့လဲသူပဲဟစ်ပေါ့လဲသူပဲဆိုရင်အဲ့ဒါမျိုးနဲ့နေထားတဲ့ပုဂ္ဂိုလ်ကြတော့ခဟောနဲ့နေထားရင်
အရွယ်ကြီးလို့သူများကယောဂီတစ်ပတ်လေးပခုံးမော်တင်ပရိလေးနဲ့သွားလာပြီးတော့နေကိုကပခုံးမော်ပဲတစ်ပတ်လေးတင်ရတော့မှလို့ငယ်တုန်းကဘဝတွေပြန်စဉ်းစားပြီးတော့ပဲအရွယ်ကြီးပေမဲ့ထရှိတ်နေရတော့မှလို့ဖြစ်တတ်တယ်ဟုတ်လားအေးအဲ့ဒါကြောင့်မို့လူကောင်းဆိုတာကအစကောင်းမှအနှောင်းလဲကောင်းတာနော်ဘာကောင်းမှဘာကောင်းအေးအဲ့ဒါကြောင့်ကိုဘဝကိုပဲပိုင်ဘယ်သူပိုင်လဲကိုပဲပိုင်လေပြင်းစင်နိုင်တာဒီလဲကိုပဲမပြင်းစင်နိုင်တာဒီလဲကိုပဲဘဝဒုက္ခရအောင်လုပ်တာလဲကိုပဲဘဝဒုက္ခရအောင်လုပ်တာလဲကိုပဲအဲ့ဒါကိုယ်စိတ်သာဗရဏပါဘာဒီဗရဏအဲ့ဒါကြောင့်ကိုယ်စိတ်ကိုနိုင်အောင်ထိကိုယ်စိတ်ကိုမြင်အောင်ကြည့်ငါသွားနေတဲ့လမ်းငါလုပ်နေတဲ့အလုပ်ငါစိတ်ကသွားနေတဲ့လမ်းကြောင်းတွေဖြောင်းသလားမဖြောင်းဘူးလားအပေလမ်းဖြောင်းနေတာလားသူဂတိလမ်းတွေဖြောင်းနေတာလားဒုက္ခတိလမ်းတွေဖြောင်းနေတာလားလို့ကိုယ်စိတ်ကိုပြန်ပြီးအကဲခတ်လို့မရဘူးလားရတယ်ဦးဇင်းတို့လည်းအကဲခတ်နေရတာပဲဟုတ်လားနော်ဘုန်းကြီးဝိထားလို့အပေမကြဘူးလို့ဘုရားဟောတာလားပူတောင်ကြတတ်သေးတယ်မကြတတ်ဘူးလားဘာလို့ကြတတ်တာလဲသူမြန်းပြီးတာကြွေးတာနဲ့ထိုင်စားနေရတာဟုတ်လားကိုလှုပ်ထားတာရှိရလားကိုလှုပ်ထားတာမရှိဘူးသူမြန်းကပြီးတာကြွေးတာလှူတာတန်းတာနဲ့ထိုင်စားနေရထိုင်စားနေတယ်ဆိုတော့ပြီးတဲ့ကြွေးတဲ့ပုဂ္ဂိုလ်များကလည်းအလကားကြွေးနေတာမဟုတ်ဘူးဟုတ်လားသာသနာတော်ကြီးအတွက်အလုပ်လုပ်နိုင်ပါစေငါကတ်တဲ့ဆုံးကိုဖုံးပေးပြီးတော့သာသနာအတွက်အလုပ်လုပ်နိုင်ပါစေငါလူတဲ့သင်္ကန်းကိုဝစ်ပြီးတော့သာသနာအတွက်အလုပ်လုပ်နိုင်ပါစေငါတို့လူထားတဲ့ကျောင်းတော်ကြီးပေါ်မှာသတင်းသုံးပြီးတော့သာသနာတော်ကြီးအတွက်အလုပ်လုပ်နိုင်ပါစေဆိုတဲ့ဆန္ဒတွေမရှိဘူးလားအဲ့လိုဆန္ဒနဲ့လှူထားတဲ့ဟာကိုကိုတော့ပွားပြီကွာငွေ3သိန်းတော့ရပြန်ပြီထဲသင်္ကန်းတစ်စုံတော့ရလာပြီဒီလိုတဲ့သွင်းဆိုပြီးတော့ဒီလိုနဲ့သာလောဘတွေနဲ့နေရရင်အဲ့ဒီယဟန်တော်ဒီလူတက်တောင်အရင်အောက်ရောက်နေမှာမရောက်နိုင်ဘူးလားအေးအဲ့ဒါကြောင့်လူပဲဖြစ်ဖြစ်ဘုန်းကြီးပဲဖြစ်ဖြစ်အခွင့်အရေးပို့ပေးထားတာရှိရလားမရှိဘူးဘယ်သူမှအခွင့်အရေးဗုဒ္ဓကပို့ပေးထားတာမရှိယဟန်ဝစ်လိုက်တဲ့အတွက်အပယ်မကြပါဘူးသီလရှင်ဝစ်လိုက်တဲ့အတွက်ကြောင့်အပယ်မကြပါဘူးလို့ဘုရားပြောရလားမပြောဘူးအပယ်မကြခြင်းရင်အပယ်မသွားအောင်ကိုယ်တိုင်လို့ဟုတ်လားဘာလို့ရမလဲကိုယ်တိုင်လှုပ်တာအဲ့ဒါကြောင့်လောဘတွေနဲ့ကြည့်တဲ့သိပြီးတော့လမ်းလျှောက်နေတဲ့ပုဂ္ဂိုလ်ဒီနောက်ကသောကနဲ့ဝင်တွေ့တတ်တယ်တွေ့တတ်သလားမတွေ့တတ်ဘူးလားအဲ့ကြောင့်သောကဆိုတာဘာလဲပြောရင်စိုးရိမ်တာပူပန်တာနောင်တရဘာဖြစ်တာလဲစိုးရိမ်တာပူပန်တာနောင်တရတာအဲ့ဒါကြောင့်နောင်တဆိုတာနောင်မှတပြီးရတာဖြစ်တဲ့အတွက်ကြောင့်တန်ဖိုးရှိသေးလားခုတို့သူတော်စင်များခုတရားနာတယ်မနာနိုင်ဘူးလားမထိုင်နိုင်ဘူးလားတရားအားထုတ်လို့မရဘူးလားကုသိုလ်တွေလုပ်လို့မရဘူးလားအဲ့ဒီအခွင့်အရေးတွေအလကားဖြစ်မသွားဘူးတော့အရေးကြီးတယ်ဟုတ်လားအရေးမကြီးဘူးလားအလကားအသက်ကြီးမသွားဘူးအရေးကြီးတယ်အလကားအသက်ကြီးကကြီးသွားပြီးတော့သေတွင်းနှန်းကိုရောက်သွားတယ်ဟဲ့လို့ဆိုရင်ဘဝသည်အဲ့ဒါတန်ဖိုးမဲ့ဖြစ်သွားလိမ့်မယ်ဘာမဲ့ဖြစ်အေးတန်ဖိုးမဲ့ဖြစ်သွားဂရင်မောပက်လက်လန်နေပြီဆိုမှအေးငါဖျားသွားခြင်းနာငါဆောက်ထားတဲ့ကျောင်းကြီးသွားခြင်းနာဘယ်တော့သွားခြင်းနာဒါနဲ့ပြောရင်းနဲ့ပဲအသက်ထွက်သွားတာများတယ်ဟုတ်လားအားကြောင့်မို့သွားနိုင်တုံးမှာသွားတာလုံနိုင်တုံးမှာလှုပ်တာမလုံနိုင်မသွားနိုင်မလာနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်အဲ့ဒီအချိန်ရောက်သွားပြီဆိုရင်ဘာလေးနဲ့ပဲနေမှကောင်းတယ်လေပြောရင်ပရိလေးနဲ့ဓမ္မလေးနဲ့ဝင်လေထွက်လေလေးမှတ်လို့ဒီလောက်ပဲကောင်းတော့တာဟုတ်လားနော်အေးအဲ့ဒါကြောင့်တို့ဗုဒ္ဓရဲ့ဓမ္မသည်နေတတ်ဖို့လဲသင်ပေးတယ်သိတတ်ဖို့လဲသင်ပေးတယ်မသင်ဘူးလားအေးအဲ့ဒါသင်တန်းနေဗုဒ္ဓကအစုံပေးသွားတယ်အဲ့လိုဆိုတော့တို့သူတော်စင်များအခုလောဘနဲ့သောကဒီလောဘရှိရင်နောက်ကဘာလိုက်လဲသောကလိုက်တယ်မလိုက်ဘူးလားအဲ့ဒါကြောင့်ဘာထိမ့်မှဘာငြိမ့်မှ
လောဘထိမ့်မှာသောကကငြိမ့်မှာနော်လောဘကိုမထိမ့်နိုင်သမျှနောက်ကဘာလိုက်နေဦးမှာလဲသောကတွေလိုက်နေဦးမှာအဲ့ဒါကြောင့်သောကမဖြစ်ရအောင်စီးပွားရေးလုပ်ရင်လည်းပဲအကုသိုလ်နေတဲ့တနည်းအားဖြင့်ပြောရင်အကုသိုလ်မပါတဲ့စီးပွားရေးဖြစ်ရဘာဖြစ်ရမလဲအကုသိုလ်မပါတဲ့စီးပွားရေးဖြစ်ရမယ်အဲ့ဒါကြောင့်ဗုဒ္ဓကလောကီလောကုတ္တရာတိုးတက်ကြောင်းတရားဘယ်နှပါးဟောတာ6ပါးကိုဟောထားတယ်ဘယ်နှပါးဟောကြီးပွားခြင်းတဲ့ပုဂ္ဂိုလ်ချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်လောကီရေးရောလောကုတ္တရာရေးပါတိုးတက်မှုရခြင်းတဲ့ပုဂ္ဂိုလ်ဒီဘယ်နှမျိုးလိုက်နာရမလဲ6မျိုးလိုက်နာရဘယ်နှမျိုးလိုက်နာရမလဲ6မျိုးလိုက်နာရမယ်တနည်းအားဖြင့်ပြောရင်ဒီ6မျိုးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဒီလောကီမှာလည်းကြီးပွားတိုးတက်တယ်လောကုတ္တရာမှာလည်းကြီးပွားတိုးတက်တယ်အဲ့ဒီ6မျိုးကဘာလဲလို့ပြောရင်နံပါတ်1အနာယောဂကင်းရှင်းခြင်းတဲ့ပါတယ်လေနာယောဂကင်းရှင်းခြင်းအရေးကြီးသလားမကြီးဘူးလားစီးပွားလုပ်တော့မယ်လို့ဆိုရင်စီးပွားလုပ်တဲ့ပုဂ္ဂိုလ်ဒီနံပါတ်1ကျမ်းမာရေးကောင်းမှရတာဘာကောင်းမှလဲကျမ်းမာရေးမကောင်းတဲ့ပုဂ္ဂိုလ်အိမ်ကတော့အပြင်ရောက်ဖို့လွယ်ရလားမလွယ်ဘူးအဲ့ဒါကြောင့်စီးပွားရေးလုပ်တော့မယ်ဟဲ့လို့ဆိုရင်လည်းပဲအနာယောဂကင်းရှင်းမှတနည်းအားဖြင့်ပြောရင်တက်ရိုက်ပြောရင်တော့ကျမ်းမာရေးကောင်းမှဘာကောင်းမှလဲကဲဘာသာရေးလုပ်မယ်ဆိုရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်ဒီဘာကောင်းမှလုပ်ရကျမ်းမာရေးကောင်းမှလုပ်ရတာကျမ်းမာရေးမကောင်းတော့တဲ့ပုဂ္ဂိုလ်ဒီတကယ်ကြတော့ကဲဝင်လေထွက်လေလေးနဲ့ဓမ္မမဝင်ဖောင်းတဲ့ပိန်တယ်လေးနဲ့ဓမ္မကိုအားထုတ်ပြီးတော့နေမယ်လို့စိတ်ကဘလောက်ပဲအောင်းမေ့ဝေဒနာတွေကဖြီးစည်းနှိပ်စက်ရင်အဲ့ဒီစိတ်ဒီပြန့်လွင့်သလားမပြန့်လွင့်ဘူးလားပြန့်လွင့်တယ်နာတဲ့စီတွေရောက်ကြိုက်တဲ့စီတွေရောက်ခဲတဲ့စီတွေရောက်ဖြစ်မကုန်လားနာတဲ့စီစိတ်ရောက်နေပိုပြီးတော့နာလေမဖြစ်ဘူးလားအေးအဲ့ဒါဓမ္မနဲ့နေစဉ်အားထုတ်နေတဲ့ပုဂ္ဂိုလ်ကြတော့နာနေတဲ့နန်းကိုတည်ခဲ့ပြီးတော့စိတ်ကိုယ်သာထားပြီးတမာတိနဲ့ရှုချလိုက်ရင်အဲ့ဒီနာတာထုံတာကျင်တာဒီပျောက်မသွားဘူးလားပျောက်တယ်ဝေဒနာတွေကိုခွာလို့မရဘူးလားအရေးအကြောင်းကြုံမှထပြီးငုတ်တုတ်ထိုင်ဖောင်းတဲ့ပိန်နဲ့လို့တော့ဖောင်းမြန်လည်းမသိဘူးပိန်မြန်လည်းမသိဘူးသိရလားအေးငကိုကလေးမှလေးကျင့်ထားဘာသာရေးလုပ်ခြင်းသည်မာရသွန်ပြေးတယ်လို့ပဲဘာပြေးတာနဲ့တူလဲမာရသွန်ပြေးတာတွေ့ဘူးလားမာရသွန်ပြေးမဲ့ပုဂ္ဂိုလ်မန္တလေးတောင်တစ်ဖက်မာရသွန်ပြေးနိုင်တဲ့ပုဂ္ဂိုလ်ကိုဆိုင်ကယ်တစ်စီးပေးမယ်ဆိုရင်ပြေးခြင်းတဲ့ပုဂ္ဂိုလ်ကကြိုပြေးထားမှရတာဘာလို့ထားမှရလဲကြိုပြေးထားမှရတာကိုကဆိုင်ကယ်လူချင်းနဲ့လောဘနဲ့မာရသွန်ဝင်ပြီးတော့ပြိုင်လိုက်ရင်ကဲမန္တလေးတောင်တစ်ဖက်နဲရဲ့လားမနေဘူးဆိုတချို့ကအဲ့ဒါပတ်ပြီးတော့ပြည်တယ်အဲ့ဒါဟိုမရောက်ဒီမရောက်နဲ့လမ်းနဲ့စိုက်ကားငါပြန်ရတဲ့ပုဂ္ဂိုလ်မရှိဘူးလားအေးဓမ္မမလဲအတူတူပဲစိုက်ကားငါပြန်ရတဲ့ဓမ္မခရီးတယ်မဖြစ်စေနဲ့ဟုတ်လားနော်ကြိုတင်ပြီးတော့အားထုတ်ထားရမယ်ဘာလို့ထားရမလဲတနည်းအားဖြင့်ပြောရင်ဓမ္မသက်လုံးကောင်းနေရမယ်ဘာသက်လုံးကောင်းရဓမ္မသက်လုံးကောင်းနေရမယ်ဓမ္မသက်လုံးကောင်းအောင်ကနေ့တိုင်းလေ့ကျင့်မှခံနိုင်ရည်လည်းရှိတယ်အာထုတ်တဲ့စွမ်းအားဆိုရင်လည်းစပြီးတော့အာထုတ်တဲ့ပုဂ္ဂိုလ်ကနာယီဝက်ဆိုရင်နေ့စဉ်အာထုတ်တဲ့ပုဂ္ဂိုလ်ကတနာယီမထိုင်နိုင်ဘူးလားချို့ဆိုရင်တနာယီခွဲ2နာရီထိထိုင်တာမရှိဘူးလားအဲ့ဒါတမာတိနဲ့ငြိမ်ပြီးတော့အဲ့ဒါနေတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားအေးဗုဒ္ဓရဲ့လက်ထက်တော်ကនិရောဓသမဘတ်ဝင်စားတယ်ဟဲ့ဆိုရင်9ရက်တောင်မှငြိမ်ပြီးတော့ခံစားတာဘယ်နှရက်လဲ9ရက်အတွင်းထဲမှာရှိနေတဲ့စိတ်တစရုပ်တွေကချုပ်ပြီးတော့စိတ်တသိက်တွေချုပ်ပြီးတော့ငြိမ်ပြီးတော့အဲ့ဒါဖလားသမဘတ်ဝင်စားတာတွေမရှိဘူးလားအဲ့ဒါကတန်းပြီးတော့ဘာမှမရဘဲနဲ့ဝင်စားလို့ရပါမလားဝင်စားကြည့်ရင်ဝင်စားနိုင်လောက်တဲ့စွမ်းအားရှိအောင်အားထုတ်ထားမှရတာဟုတ်လားအဲ့ဒါကြောင့်မို့ဒုသူတော်စင်များလည်းပဲအသက်ရှင်နေတော့မှတန်ဖိုးရှိနေလို့မရဘူးလားကျမ်းမာတော့မှတန်ဖိုးရှိဘဝကိုသုံးချလို့မရဘူးလား
ဥပုပ်နေ့တရက်တော့စီးပွားရေးလုပ်တာနားတင်တယ်ဟုတ်လားနော်ဘယ်တရက်လဲဥပုပ်နေ့တရက်ဗုဒ္ဓကဥပုပ်တိုင်းဟုတ်လားဥပုပ်နေ့ရောက်ရင်ဘုရားရှင်ကိုရောမြတ်ကဥပုပ်မဆောင်ခိုင်းဘူးလားဘာလို့ဆောင်ခိုင်းလဲဘာလို့ဆောင်ခိုင်းမှန်တယ်ဗျာဟုတ်လားအဲ့ဒါကြောင့်မို့ပဲလောဘဒေါသမောဟတွေသိတောင်းကျမ်းနေတာနော်အဲ့ကြတော့ဒီစီးပွားရေးလုပ်တာကြည့်ပေါ့နော်အရွယ်လေးရောက်လာတဲ့အချိန်ဓမ္မမွင်ကြောင်းပြီးတဲ့အချိန်ကနေစပြီးတော့စီးပွားရေးမလုပ်ခဲ့ရဘူးလားလုပ်ခဲ့ရတယ်ဟောကြောင်းပြီးတဲ့အချိန်ကနေအလုပ်ဝင်တဲ့အချိန်ကနေစပြီးတော့လင်းလာတာနဲ့တပြိုင်နက်သမင်အိုလေးချက်မယ်ပြုတ်မယ်ပြီးပိုင်ကိုသားသမီးများရှိရင်ပြင်ဆင်ပေးမယ်ကြောင်းဖို့မယ်ဟောဒါမျိုးတွေမလုပ်ပါဘူးလားလုပ်ရတယ်နောက်နေ့လေဒါပဲနောက်နေ့လေဒါပဲနောက်နေ့လေဒါပဲအဲ့ဒီဒါကသုံးရလားမဆုံးဘူးသားသမီးတွေလက်ထက်ပြီးသွားတဲ့အခါကျတော့မြေးလက်ထက်ရောက်တော့ငါမြေးလေးဆိုပိုးတောင်ဆိုးလာလိမ့်တယ်ဟုတ်လားနော်မဖြစ်ဘူးလားအေးအဲ့ဒါကြောင့်မို့တန်ရောစဉ်နဲ့သာလိုက်နေရင်ဒီတန်ရောစဉ်တွေကုံတော့မှသာတရားအားထုတ်ရင်တော့အားထုတ်ချိန်ရလိုက်ရလားမတာရာပေါ်သွားမယ်ဟုတ်လားအားချိန်ရလိုက်ရလားအားချိန်ကိုမရလိုက်မအားပဲနဲ့ကိုသေလေးရတာဟုတ်လားနော်အဲ့ဒါကြောင့်မို့တရားအားထုတ်မဲ့ပုဂ္ဂိုလ်များအားချိန်မစောင့်နဲ့နားချိန်မစောင့်နဲ့လွတ်လပ်ချိန်မစောင့်နဲ့လွတ်လပ်အောင်လုပ်ရမယ်အားအောင်လုပ်ရမယ်နားနိုင်အောင်လုပ်ရမယ်ဟုတ်လားနော်အဲ့ဒါကြောင့်ဥပုပ်နေ့တရက်မှာနားလိုက်ပြီးတော့ဘာသာရေးလေးဝင်ပြီးတော့လှုပ်လိုက်ရင်ခိတ္တယာယီအခိုက်တန်အားဖြင့်ပေါ့နော်သူ့ရဲ့စိတ်တဏ္ဍာမှာလောကစည်းပွားရေးတွေခဏဘေးဖယ်ထားလိုက်ပြီးတော့ဘာသာရေးနှလုံးသားလေးဝင်မလာဘူးလားဝင်လာတဲ့အခါကျတော့နောက်နေ့ပြန်ပြီးတော့အလုပ်ဆင်းတဲ့အခါကြီးကြီးလင်းလင်းမရှိဘူးလားရှိတယ်အနုမို့စဉ်ဒီလုပ်ငန်းနဲ့ပဲနောက်ရက်လည်းဒီလုပ်ငန်းနောက်ရက်လည်းဒီလုပ်ငန်းနဲ့ပဲလဲပတ်နေစိတ်တွေကကျတော့ထွေလာတာမထွေဘူးလားဦးဇင်းတို့စာကြက်တယ်လို့ပဲစာမိုးပဲအောင်ရင်တော့စာကြက်ရနော်စာတက်ချင်တော့စာကြက်ရစာကြက်တဲ့အခါကျတော့ဘုန်းကြီးရဟန်းများဘယ်နေ့ဆိုစာကြက်နာဥပုံနေ့ရောက်ရင်စာကြက်နာရတာမဟုတ်ရင်အုံနောက်ပြက်မှာဆိုလို့ဟုတ်လားနော်တလျှောက်လုံးစာကြက်ဒီနေ့လဲစာကြက်နောက်နေ့လဲစာကြက်နောက်နေ့လဲစာကြက်စာချင်းချက်နေတဲ့အခါကျတော့တဖြည်းဖြည်းနဲ့ဟိုဟာတွေကရပြီးသားလားမရရသေးဘူးလားဟိုဘက်ကဟာတွေကဒီဘက်ပြန်ပါဒီဘက်ကတွေကဟိုဘက်ပြန်ပါနဲ့ဖြစ်သွားတယ်အဲ့ဒါကြောင့်ဥပုပ်နေ့တရက်ဆိုဘုန်းကြီးရန်တွေကနာပြီးတော့မရှိဘူးလားနာပြီးတနည်းအားဖြင့်ပြောရင်ခေါင်းရှင်းပြတာဘာရှင်းပြတာလဲအဲ့ဒါဒုသူတော်စင်များလဲခေါင်းရှင်းရနော်တပတ်တကခေါင်းရှင်းတော်တော်များများကခေါင်းဖီးတာလိမ့်တာပဲရှိတာခေါင်းတကယ်ရှင်းရလားအပြင်ပန်းလည်းပဲရှင်းပါအတွင်းပိုင်းလည်းရှင်းအောင်လုပ်ပါအုံနောက်ကိုရှင်းရှင်းထုတ်ရနော်ဘာလုပ်ရမလဲအုံနောက်ကိုရှင်းရှင်းထုတ်ရအဲ့ဒါမှဒုသူတော်စင်တို့ရဲ့စိတ်ကြီးကြီးလင်းလင်းလေးနဲ့ဒီတရက်ပြည့်သွားနောက်တရက်ကိုခရီးဆက်နိုင်လိမ့်မယ်အဲ့ဒါကြောင့်ဥပုပ်တရက်တော့မနာသိဘူးလားအေးဥပုပ်တရက်ကိုနာပေးရဟုတ်လားနော်အဲ့ကြတော့ခုကြီးပွားခြင်းတိုးတက်ခြင်းတဲ့ပုဂ္ဂိုလ်သည်လောကီမှာပဲဖြစ်ဖြစ်လောကုတ္တရာပဲဖြစ်ဖြစ်ဘာရှိရမလဲကျမ်းမာရေးကောင်းရမယ်တဲ့ဘာကောင်းရနံပါတ်1ကျတော့ကိုကျင့်တရားကောင်းရမယ်တဲ့ဘာကောင်းရမလဲကိုကျင့်တရားကောင်းရမယ်ဘာသာရေးလောက်တာတော့မှန်တယ်ကိုကျင့်သီလကပါမလာပဲနဲ့ဝိပဿနာဘက်ကိုသွားပြီးကူးကြည့်ဓမ္မမဝင်သမထဘက်ကိုကူးကြည့်ကူးလို့ရရလားမရဘူးတခါလေတို့တရားထိုင်ရင်းတဲ့ကွာနော်တရားထိုင်တဲ့ပုဂ္ဂိုလ်များသွားပြီးတော့ကြည့်လိုက်ရင်ဖက်နဲ့လေးတွေအတွင်းထဲထိယူလာပြီးခုထားတာလေးနော်မရှိဘူးလားတခါလေကျွတ်ကျွတ်အိတ်လေးတွေနဲ့ဖက်နဲ့လေးတွေထည့်ပြီးကိုနန်းထားတာမရှိဘူးလားသူလဲယောဂီကိုလဲယောဂီဘာကြောက်เสียလို့လဲဘာကိုကြောက်တာလဲယောဂီအချင်းချင်းဖက်နဲ့ကြောက်เสียလို့ရဲ့လားဒါပေမဲ့လူနေကြဟုတ်လားလူသလားမလူလားလူတယ်တခါလေဆဲရက်နော်တရားဝဲမှာဝင်ပြီးတော့ထိုင်လိုက်တဲ့အခါကျတော့ဘာတွေပြောက်ကြောင်ဆိုယောဂီတပတ်ပြောက်တဲ့လူကပြောက်ယောဂီထမိန်ပြောက်တဲ့လူကပြောက်မရှိဘူးလားရှိတယ်ကဲကြားကောင်းသေးလားက
တရားအထုတ်မှဟုတ်လားထမိန်ပြောက်ရတယ်ဆိုတော့မဟုတ်တော့ဟုတ်လားနော်အေးအဲ့ဒါထမိန်ပြောက်အင်ကြီးပြောက်ဖြစ်ရရင်အဲ့ဒါဘာမပါဘဲနဲ့တရားလာအထုတ်တာလေလို့ပြောရင်သီလမပါဘဲနဲ့ကိုကျင်တရားမပါဘဲနဲ့တရားအထုတ်လိုက်လို့တနည်းအားဖြင့်ပြောရင်လှေကရက်3တစ်ရှိတာကြော်နေလို့ချော်ကြတာဟုတ်လားနော်အေးအဲ့ဒါမူရင်းရှိတာကသီလသမာဓိပညာရှိဘူးလားဘယ်နှဆင့်ရှိလဲပရမဥဆုံးသီလ၄ပါးတည်းပြီးသွားရင်သမာဓိ၄ပါးတည်းပြီးသွားရင်ပညာ၄ပါးတည်းအဲ့လို3တစ်ရှိတဲ့အပိုင်းမှာပထမသီလပေါ်မှာ6ရက်ခိုင်သွားရင်6ကိုလှမ်းလိုက်သမာဓိပေါ်မှာရက်သမာဓိပေါ်ကခိုင်သွားရင်ပညာလမ်းစဉ်3ဆင့်သွားလို့မရဘူးလားအဲ့လိုမဟုတ်ဘဲနဲ့သီလကိုမနှင်းမနဲ့ဟိုပညာတိဆိုတော့ပေါင်ကားပြီးတော့အပေါ်ကော့ကိုဟုတ်လား6တောင်းနဲ့ကြည့်ဟုတ်လားနော်အောက်ခြေကမနှင်းမနဲ့ဟိုပညာတိလှမ်းပြီးတော့ဘာဝနာစခန်းလှမ်းတဲ့အခါကျတော့အထက်မရောက်အောက်မရောက်နဲ့အဲ့ဒါပေါင်ကားပြီးအောက်ပြုတ်ကြတတ်တယ်မကြတတ်ဘူးလားအေးအဲ့ဒါတရားစခန်းဝင်ပြီးထမိန်ပြောက်အင်ကြီးပြောက်ပျောက်ချင်းစီအဲ့ဒါပေါင်ကားပြီးပြုတ်ကြတာ ਨੇ အတူတူပဲဟုတ်လားမတူဘူးလားအေးအဲ့ဒါကြောင့်အစဉ်အတိုင်းကိုကျင့်ကောင်းမှဘာကောင်းမှလဲကိုကျင့်ကောင်းမှစိတ်လေးရလေစင်ကြယ်တာအနုမို့စဉ်ကိုကျင့်အားကမကောင်းရင်အချောင်ရရင်ကိုကတုတ်ချင်တတ်တယ်ဒီပစ္စည်းလေးကလွတ်နေတာလားကြမ်းနေခဲ့တာလားဩလွတ်မကြမ်းငါတုတ်လိုက်ရင်ဘယ်သူမှမမြင်တော့ပါဘူးဖြစ်တတ်တယ်ဟုတ်လားဖြစ်တတ်သလားဖြစ်တတ်ဘူးလားအေးကိုကျင့်အားကောင်းနေတဲ့ပုဂ္ဂိုလ်ကြတော့ဟာပစ္စည်းလေးတွေ့တယ်ဒါတော့ပိုင်ရှင်တော့ရှိရမှာပေါ့ငါပိုင်ရှင်လိုက်ရှာပေးလိုက်ရင်တော့ရသူလည်းပဲပို့ပြီးတော့စိတ်ချမ်းသာသွားလိမ့်မယ်သူပစ္စည်းသူပြန်ရတော့ဝမ်းသာမသွားဘူးလားအေးအဲ့ဒါမျိုးစိတ်ဝင်ဖို့ဆိုတာကသီလပါမှာဘာပါမှာလဲတနည်းအားဖြင့်ပြောရင်ကိုကျင့်ပါမှာဘာပါမှာလဲအဲ့ဒါကြောင့်တိုးတက်ခြင်းကြီးပွားခြင်းတဲ့ပုဂ္ဂိုလ်သည်1ကျမ်းမာရေးကောင်းရမယ်နံပါတ်2ကိုကျင့်တရားကောင်းရမယ်ဘာကောင်းရမလဲနောက်တစ်ခါကျတော့ခွဲခြမ်းစိတ်ဖြာတတ်တဲ့ပညာရှိရမယ်တဲ့ဘာရှိရမလဲခွဲခြမ်းစိတ်ဖြာတတ်တဲ့ပညာရှိရမယ်တဲ့လောကစီးပွားရေးလုပ်လဲပဲကိုလုပ်တဲ့စီးပွားရေးကိုခွဲခြမ်းစိတ်ဖြာပြီးသိရကိုလုပ်တဲ့စီးပွားရေးနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်မှုရှိရမယ်ဘာရှိရမလဲကျွမ်းကျင်မှုရှိရမယ်ဒီထဲမှာပညာကိုအပြည့်ထည့်ထားပြီးတော့အာယုံစိုက်ထားပြီးဒီအချိန်ဆိုရင်တော့ဒီဟာမျိုးနဲ့ပဲကောင်းမယ်ဟိုအချိန်ဆိုရင်ဟိုရာသီဆိုရင်တော့ဒီပစ္စည်းမျိုးကပို့ပြီးအဆင်ပြေမယ်ဆိုအယောင်းဝယ်သမားလည်းအယောင်းဝယ်မှုကားပွဲစားလည်းကားပွဲစားမှုနေရာတိုင်းမှာပညာလိုသလားမလိုဘူးလားလိုတယ်ခွဲခြားစိတ်ဖြာမှုမှမရှိဘဲနဲ့သွားလို့လောကီပဲလှုပ်လို့လောကုတ္တရာပဲလှုပ်လို့ကြာရှုံးသူပဲဖြစ်မယ်ဘာပဲဖြစ်မလဲကဲဥပမာအားဖြင့်ပညာမပါဘဲနဲ့တရားထိုင်ကြည့်အဆင့်တက်နိုင်ရလားဉာဏ်စဉ်တွေတက်နိုင်ရလားအေးဘာဉာဏ်မှမလာဘူးနာမရူပပရိစ္ဆေဒဉာဏ်လာရလားပစ္စယပဋိက္ခဉာဏ်လာရလားဘာဉာဏ်မှမလာဘူးဟုတ်လားဘာဉာဏ်မှမလာဘဲနဲ့တခါလေလမ်းကျော်လွဲပြီးတော့ယောဂီကဘာတွေဖြစ်တတ်တယ်လဲလို့ပြောရင်မွေလူသွားတာခွေးလူသွားတာဝက်လူအော်တာတွေပါဖြစ်တတ်တယ်ဖြစ်တတ်သလားဖြစ်တတ်ဘူးလားအေးအဲ့ဒါမျိုးကိုကဝင်ပြီးတော့တရားအထုတ်လိုက်ရင်မှန်သလားမမှန်ဘူးလားဆိုတာကဘာနဲ့သိသိရပညာနဲ့သိသိယူရဘာနဲ့သိသိရလဲပညာနဲ့သိသိယူမှာအဲ့ဒါကြောင့်ကြီးပွားတိုးတက်ခြင်းအခုဘယ်နှချက်ရသွားလဲ3ချက်ရသွားဘာတွေလဲပြောရင်ကျမ်းမာရေးကောင်းရမယ်ကိုကျင့်တရားကောင်းရမယ်ခွဲခြားစိတ်ဖြာတတ်တဲ့ပညာရှိရနောက်ကဘဟုတုတရှိရမယ်တဲ့ဘာရှိရမလဲဓမ္မကိုလိုက်စားရင်လည်းပဲဓမ္မဘုတုတဆိုတာရှိဘူးလားရှိတယ်လောကစီးပွားရေးလုပ်ရင်လည်းပဲကိုလုပ်တဲ့စီးပွားရေးနဲ့ပတ်သက်တဲ့ဘုတုတတွေမရှိဘူးလားရှိတယ်အထယ်လေးရောင်းဝယ်သမားဆိုရင်လည်းပဲအထယ်လေးရောင်းဝယ်နဲ့ပတ်သက်ပြီးတော့တရုတ်ဘက်ကယူမလားဒါမှမဟုတ်ရင်ထိုင်းဘက်ကပဲယူမလားဘယ်ချိန်ယူရင်တော့ဘယ်ရာသီယူရင်တော့ငါဟာပို့အစဉ်ပြေတယ်ဆိုပြီးတော့အထွေထွေဘုတုတစီးပူးလို့မရဘူးလားရတယ်ဘုတုတမရှိဘဲနဲ့တရားအထုတ်လည်းပဲရှေ့ရောက်ရလားမရောက်ဘူးအဲ့ဒါကြောင့်ဘယ်နှချက်ရှိပြီလဲဘာတွေလဲပြောရင်
သီလဘာတွေရှိရမလဲပထမပြန်ပြောလိုက်ပါဘာတွေလဲကျမ်းမာရေးကောင်းရမယ်ကိုယ်ကျင်တရားကောင်းရမယ်ခွဲခြားစိတ်ဖြာတတ်တဲ့ပညာရှိရမယ်ထွေတွေဘုဒ္ဓတာရှိရမယ်နောက်တစ်ခါကာယကံဝစီကံမနောကံတို့ကိုထိမ့်သိမ့်နိုင်ရမယ်တဲ့ဘာကိုထိမ့်သိမ့်နိုင်ရကာယကံဝစီကံမနောကံတို့ကိုထိမ့်သိမ့်နိုင်ရမယ်တဲ့ကဲကာယကံဝစီကံမနောကံထိမ့်သိမ့်မှုဒီလည်းပဲရေးမကြည့်ဘူးလားရေးကြည့်စီးပွားရေးလုပ်တဲ့ပုဂ္ဂိုလ်ကာယကံတွေတောင်းကျမ်းနေအပြောတွေကျမ်းနေရင်သူနဲ့လူကတ်သေးလိုက်မကတ်တော့ဘူးဟုတ်လားသွားပြီးတော့သူနဲ့ပြောလိုက်ရင်အော်လိုက်ဟဲလိုက်ဖဲလိုက်ဆိုလိုက်ပြောလိုက်ရင်ကြမ်းကြမ်းထမ်းထမ်းနေကြည့်တဲ့ထွက်လာတဲ့ပုဂ္ဂိုလ်နန်းကိုလူတွေကတ်ရလားမကတ်ဘူးအဲ့ဒါကြောင့်မို့တကယ်အောင်မြင်ခြင်းတဲ့ပုဂ္ဂိုလ်ဒီဘာတွေကိုစောင့်ထိန်ရမလဲကာယကံဝစီကံမနောကံကိုစောင့်ထိန်ရမယ်ဘာကိုစောင့်ထိန်ရစောင့်ထိန်ရတယ်အဲ့ဒါကိုစောင့်ထိန်ရင်အဲ့ဒီပုဂ္ဂိုလ်ဒီတိုးတက်မှုမရနိုင်ဘူးလားရနိုင်တယ်နောက်တစ်ခုကပစ္စည်းဥစ္စာရအောင်ရှာဖွေရမယ်တဲ့ဗါတယ်လေပစ္စည်းဥစ္စာရအောင်ရှာဖွေရမယ်ဘာရှာဖွေရမလဲပစ္စည်းဥစ္စာရအောင်ရှာဖွေရဘုဒ္ဓတွေရှိနေတာလဲမှန်တယ်သီလတွေရှိနေတာလဲမှန်တယ်ဟုတ်လားကာယကံဝစီကံမနောကံကိုထိန်းထားတာလည်းပဲမှန်တယ်ဘာမှရအောင်မရှာဘူးပဲလို့ဆိုရင်လည်းပဲသူသိတဲ့အသိဒီအကျိုးရှိသေးလားတနည်းအားဖြင့်ပြောရင်ဘွဲ့ရပြီးအလုတ်လက်မဲ့ဖြစ်နေတာ ਨੇ အတူတူပဲတူမနေဘူးလားအဲ့ဒါကြောင့်ပစ္စည်းဥစ္စာကိုလည်းထိုင်ပြီးတော့ကြံမနေနဲ့ရအောင်လေရှာရမယ်အဲ့ဒါစုပေါင်းဘယ်နှချက်ကဲပြောလိုက်ရင်ဘာတွေတဲ့လဲကျမ်းမာရေးကောင်းရမယ်မှတ်မိရဲ့လားနောင်ကြရင်တော့မှတ်မိလောက်ပါတယ်ဘုရားတော့မလုံနဲ့ဟုတ်လားနော်တရားနာရင်အပြက်နာရနော်ဘယ်လိုနာရလဲဘယ်လိုအပြက်နာဒီနန်းနဲ့ကိစ္စပြက်အောင်နာဟုတ်လားဘယ်လိုနာရမလဲဒီနန်းနဲ့ကိစ္စပြက်အောင်နာပြီးသွားမှခွေလေးပြန်နာရပါတယ်ဘုရားအကြောင်းပြမလုပ်လိုက်နဲ့ဟုတ်လားနော်ဒီနန်းနဲ့အဘိနာဒီနန်းနဲ့အဘိနာလိုက်ပြီးတော့ဘာလို့ဆိုရင်တရားဆိုတာကိုယ့်ရဲ့နေ့စဉ်ဘဝထဲထည့်သုံးဖို့နာတာဟုတ်လားနော်ဘာအတွက်နာရတာလဲနေ့စဉ်ဘဝထဲထည့်ပြီးတော့သုံးဖို့ရာအတွက်တရားနာတို့ကစီးပွားရေးကြီးတဲ့လုပ်နေတော့ဘာသာရေးဘုဒ္ဓကနဲသွားရင်ကိုလှုပ်တဲ့အလုပ်ဒီဓမ္မနဲ့ညီသလားမညီဘူးလားချိန်ထိုးဖို့လွယ်ရလားမလွယ်ဘူးတရားတွေနာထားတဲ့ပုဂ္ဂိုလ်ကကြတော့ဒီလုပ်ငန်းလုပ်တော့မယ်ဆိုရင်ဒါဟာဓမ္မလမ်းကြောင်းမဟုတ်ဘူးဒါကတော့ဓမ္မလမ်းကြောင်းဒီလမ်းလုပ်ရင်ငါငရဲသွားလိမ့်မယ်ဒီလမ်းမျိုးနဲ့ဆိုရင်တော့ငါအပေါ်တက်လိမ့်မယ်ကိုယ့်ကိုဆုံးဖြတ်လို့မရဘူးလားအဲ့ဒါမျိုးဖြစ်အောင်ဘာလုပ်တာလဲတရားနာတာကဲအဲ့လိုဆိုတော့ပစ္စည်းဥစ္စာတွေကရသွားပြီလို့အောင်းမေးလိုက်ဟုတ်လားနော်ဘယ်နှချက်နဲ့အညီရှာလိုက်တာလဲ6ချက်နဲ့အညီရှာလိုက်လို့ပစ္စည်းတွေရသွားပြီဟဲ့လို့ဆိုရင်အဲ့ဒီပစ္စည်းတွေကိုဘယ်နေရာတွေမှာသုံးမလဲဘယ်အခါတွေမှာသုံးမလဲဆိုတာကသုံးတတ်ဖို့လိုတယ်မသုံးတတ်ရင်ဖြုံးရကြတယ်ဟုတ်လားနော်ဘာမလုပ်ရင်ဘာဖြစ်သွားလဲမသုံးတတ်ရင်ဖြုံးရကြတယ်အဲ့ဒါကြောင့်ရလာတဲ့ဒီပစ္စည်းဥစ္စာကိုဘယ်အတွက်သုံးမလဲဆိုရင်စုပေါင်း5မျိုးရှိဘယ်နှမျိုးရှိလဲ5မျိုးရှိတယ်နံပါတ်1မိမိနဲ့ကိုနဲ့ကိုသားသမီးများအတွက်အသုံးပြုရမယ်ဟုတ်လားကိုနဲ့ကိုမိသားစုအတွက်သုံးရမယ်ဘယ်အတွက်သုံးရမလဲကိုနဲ့ကိုမိသားစုအတွက်သုံးရမယ်အဲကြကိုနဲ့ဆိုတာကကိုအတွက်နှမျောနေတခါလေကြတော့စီးပွားရေးရှိပြီးတော့မစားရဲ့မတော့ရဲ့မလူရဲ့မတန်းရဲ့အဲ့ဒါမျိုးတွေမရှိဘူးလားအဲ့ဒါပစ္စည်းလေးတကြီးကြီးဟုတ်လားတော်လေးနဲ့ခတ်ထားပြီးဒီတော်လေးကိုဟိုနှမ်းထားလိုက်မြင်မြင်သွားမလားနေရာပြောင်းထားလိုက်အောင်ခေါင်းအောက်ဖက်ထားလိုက်ရမလားအပေါ်တင်ရမလားခါကြလိုက်ရမလားရှုပ်နေတဲ့လူတွေမရှိဘူးလားရှိတယ်
အဲ့ဒါကြောင့်ပစ္စည်းဥစ္စာသုတိမှာကိုးကွယ်ဖို့ရမဟုတ်ဘူးဘာမဟုတ်ဘူးလဲဦးဇင်းတို့လည်းရထားတဲ့ပစ္စည်းသည်ကိုးကွယ်ထားဖို့ရတယ်မဟုတ်ဘူးဟုတ်ရဲ့လားမဟုတ်ဘူးလူလည်းပဲအတူတူပဲဘုန်းကြီးလည်းပဲအတူတူပဲအဲ့ကြောင့်ပစ္စည်းဥစ္စာကိုဘာလို့သဘောထားရမလဲလို့ပြောရင်ဉာဏ်ပမာထားပြီးသုံးရလို့ထားရမလဲဉာဏ်ပမာထားပြီးတော့ဉာဏ်ကိုတို့ဉာဏ်ပေါ်မှာနင်းပြီးဖျားပြီးအောင်တည်မသွားဘူးလားတည်သွားတယ်တို့ဒီလိုပဲလောကသားဖြစ်တဲ့ပုဂ္ဂိုလ်များလည်းပဲရထားတဲ့ပစ္စည်းဥစ္စာကိုကိုးကွယ်မထားပဲထိတ်ပေါ်မှာတင်မထားပဲနဲ့အဲ့ဒီပစ္စည်းဥစ္စာကိုအသုံးချရင်နဲ့ဒါနသီလဘာဝနာလုပ်ဖြစ်အောင်သုံးလို့မရဘူးလားရတယ်အဲ့ဒါမျိုးဖြစ်အောင်သုံးချမယ်အဲ့ဒါကြောင့်ပစ္စည်းဥစ္စာကိုကိုယ်နဲ့ကိုယ်မိသားစုအတွက်သုံးရမယ်တဲ့ဘာအတွက်လဲကိုယ်နဲ့ကိုယ်မိသားစုအတွက်သုံးသင့်သလားမသုံးသင့်ဘူးလားတချို့ကမိဘကဘွဲ့မရခဲ့သာသမီဘွဲ့ရဖို့ရတယ်သိမမျှော်လင့်ကြဟုတ်လားနော်ငါတို့ကလည်းပဲမရခဲ့ဘူးမင်းတို့လည်းရလဲဘာမှဖြစ်မှာမဟုတ်ပါဘူးကွာလို့ဖြစ်သွားတတ်တယ်ဟုတ်လားနော်ကိုယ်တို့ကမရခဲ့ရင်ကိုယ့်ရဲ့သာသမီအများလက်ထက်ရောက်ရအောင်လုပ်လို့မရဘူးလားရတယ်အဲဒါကြောင့်ပစ္စည်းဥစ္စာကိုကိုယ့်အတွက်ကိုယ့်ဇနီးမယားအတွက်သုံးလို့မရဘူးလားကိုယ်သားသမီးအတွက်ကိုယ့်ရဲ့မိဘအတွက်သုံးလို့မရဘူးလားအဲ့ဒါကြောင့်ကိုယ်နဲ့ကိုယ်မိသားစုအတွက်သုံးရမယ်တဲ့နံပါတ်2ဆွေမျိုးများအတွက်သုံးရမယ်တဲ့ဘယ်သူအတွက်သုံးရမလဲဆွေမျိုးများအတွက်သုံးရမယ်ရှင်မယားမသုံးတာတော့မှအိမ်လာပြီးနှိမ့်ဆက်လွန်းလို့ခရားလို့မပြောနဲ့ဟုတ်လားနော်မင်းတို့ကတဲလိုက်ရင်တို့အိမ်ကြီးတယ်တဲလိုက်ရင်တို့အိမ်ကြီးတယ်နေတော့လည်းပဲအကြာကြီးလို့သွားပြီးတော့မေတ္တာမဖို့နဲ့ဟုတ်လားဆွေမျိုးတော်တယ်ဆိုတာတာမန်နဲ့ဆွေမျိုးတော်နိုင်ရလားစဉ်းစားကြည့်ပေါ့ကဘာမှာလူကြီးဘယ်လောက်ရှိလဲတန်ပေါင်းဘယ်လောက်ရှိလဲတန်ပေါင်း6500ရှိတယ်ဘယ်လောက်ရှိလဲ6500ရှိတယ်တဲ့မဲ့ဆွေမျိုးတော်တာဘယ်နှယောက်ပါအလွန်ဆုံးရှိလား100ပေါ့ဟုတ်လားဘယ်လောက်ပဲတော်မလဲ100ဒါတော့အများကြီးတွက်ထားတယ်နော်အဲကြတော့ဒီမှာနေတဲ့ပုဂ္ဂိုလ်နဲ့အမေရိကန်မှာသွားမွေးတဲ့ပုဂ္ဂိုလ်ဆွေမျိုးတော်လို့ရသူ့အတွက်လှုပ်ကြွေးခြင်းလို့ရလားမရဘူးဆွေမျိုးဘာကြောင့်တော်ကြတာလဲလို့ပြောရင်ဘဝကကုသိုလ်ကောင်းမှုများအတူတူလှုပ်ထားလို့ဟုတ်လားဘာတွေလှုပ်ထားလို့လဲဘဝကကုသိုလ်ကောင်းမှုတွေအတူလှုပ်ထားတဲ့အတွက်ကြောင့်ဆွေမျိုးတော်နေကြတာအဲ့ဒါကြောင့်နှိမ့်ဆက်မဲ့မကြံနဲ့နောက်ဘဝလည်းဆုံးကြအောင်ပါပဲမဆုံးနိုင်ဘူးလားဒီဘဝပြီးနောက်ဘဝပြီးနောက်ဘဝတယောက်ယောက်ကသာအောင်မလုံနိုင်သမျှဆုံးနေကြအောင်ပါပဲဟုတ်လားနော်သာအောင်လုံနိုင်ရင်ကျွတ်သွားအောင်လုံနိုင်ရင်လွတ်သွားအောင်လုံနိုင်ရင်တော့အဲ့ဒီပုဂ္ဂိုလ်ကထွက်သွားလိမ့်မယ်သူကလည်းပဲတာမန်ကိုယ်ကလည်းပဲတာမန်ဆိုရင်တော့ဒီဘဝပြီးနောက်ဘဝပြီးနောက်ဘဝမတွေ့နိုင်ဘူးလားဘာကြောင့်လဲပြောရင်ကုသိုလ်တွေကိုအတူတူလုပ်နေကြတာမလုပ်ဘူးလားဖရာကြောင်းသွားလဲအတူတူပဲသုံးဖို့လဲအတူတူပဲသုံးကတ်လဲအတူတူပဲအခုကလေးကမှအိမ်ထဲကမြင်ကတ်တဲ့ပုဂ္ဂိုလ်ရှိရင်တခါတည်းသုံးညံ့ပို့ရင်ခြံထားခဲ့နော်သုံးညံ့ပို့တဲ့ကပါလာတယ်ဆိုရင်တော့နောက်ဘဝလည်းဘာလို့မှလဲသုံးအောင်မှာပဲဟုတ်လားနော်ကျောင်းဆောက်တဲ့အခါဆိုရင်ငါကျောင်းသွားဆောက်လို့မင်းဒီကျောင်းနဲ့ဝင်ကိုမဝင်နဲ့ဆိုပြီးတော့ဘေးထုတ်ပြစ်ထားခဲ့အနုမို့စင်တော့နောက်ဘဝလည်းဘာလို့မှလဲသုံးနေအောင်မှာပဲအတူတူလှုပ်ထားရင်သုံးဘူးလားသုံးတယ်အဲ့ဒါကြောင့်ပစ္စည်းဥစ္စာကိုဘယ်အတွက်သုံးရအောင်ဆိုရင်ကိုယ်ဆွေမျိုးများအတွက်သုံးပါတဲ့ဘယ်သူအတွက်သုံးမလဲအလွန်ကျွံကြီးသုံးရမှာလားဆိုတော့ကိုယ်တက်နိုင်သမျှပေါ့ဟုတ်လားနော်စွမ်းအားရှိသလောက်ထောက်ပံ့လို့မရဘူးလားရတယ်အဲ့ဒါကြောင့်အခုဘယ်နှချက်ရနံပါတ်1ကကိုယ်နဲ့ကိုယ်မိသားစုအတွက်နံပါတ်2ကကိုယ်ဆွေမျိုးများအတွက်နံပါတ်3ကကိုယ်မိတ်ဆွေများအတွက်သုံးပြုရမယ်တဲ့ဘယ်သူအတွက်လဲကိုယ်မိတ်ဆွေများအတွက်တဲ့လောကမှာတယောက်တည်းနေလို့ရရလားမရဘူးခက္ခဝိသနာကပ်ပေါ်ဆိုတာကတရားအားထုတ်တာကိုပဲပြောတာနော်ကြံ့ကြိုလို့ပဲတဲ့တရားအားထုတ်ရင်တော့ကြံ့ကြိုမြင်ဘူးလားကြံ့ကြိုဘယ်နှချောင်းရှိတစ်ချောင်းနဲ့ရှိတာ
တကယ်တရားအားထုတ်တော့မဲ့ပုဂ္ဂိုလ်ဆိုရင်တော့ကြံ့ကြိုလိုပဲတယောက်တည်းနေမှရတာဇုံတွဲလေးသွားပြီးတော့ရိတ်တာဝင်လို့ဆင်ပြေရဲ့လားမရရင်ရိတ်တာဝင်လို့ဆင်မပြေဘူးဇုံတွဲဝင်ရင်ဟုတ်လားတရားကမရဘူးကြားတယ်မဲ့ဘလို့နေတော့ညောင်းမြန်နေလားနှိပ်ပြအောင်မလားဘလို့လုပ်အောင်ခေါင်းမြန်ကြိုက်သလားခေါင်းဖြီးပြအောင်မလားအင်ကြီးလျှော်ပြအောင်မလားနဲ့ရိတ်တာတဲ့ဒီပါလာလိမ့်မယ်မပါနိုင်ဘူးလားဦးဇင်းတို့ဆရာကြီးတို့လည်းပဲဖြစ်နေဦးမယ်နော်ဦးဇင်းတို့ရဲ့ဆရာတယောက်ပေါ့မန္တလေးတက္ကသိုလ်ကနေပြီးတော့အငိမ့်စားရိတ်တာသွားပြီးတော့ထိုင်လိုက်မှပဲအိမ်အောင်ကြတော့တာဟုတ်လားဘယ်ကြမှာအိမ်အောင်ကြရိတ်တာကြမှာအဲ့ဒါမဟာစီရိတ်တာကိုဝင်ကြတာဦးဇင်းတို့တော့အံ့ဩတယ်ဟုတ်လားနော်အေးဆရာကြီးဦးရွှေဆိုတာပြုံးနဲ့နော်လူကလည်းပဲတကယ်ကိုအသက်ကြီးပြီဒီအဲ့ဒါ80 60လောက်မှဦးဇင်းတို့သေသွားတယ်ထင်တာနော်60လောက်မှ60ကျော်65လောက်တော့ရှိလောက်အဲ့ဒီအရွယ်ထိကိုကဆရာကြီးကသာဘာနာတတ်ရဲ့အဲ့ဒါဘိုကေလေးဆိုလို့ရှိရင်သေသေးချာပဲသပင်လေးတစ်ချမ်းကိုဒီဘက်အရောက်မခံဘူးနော်နည်းနည်းလေးဒီဘက်ကိုသပင်လေးကြလိုက်ပြန်ပြီးသေချာတာနော်ဆရာကြီးသလိုက်လားလို့ပြောတော့တပည့်တော်ကသတာမဟုတ်ပါဘူးဗျာအင်္ဂါဇနီးလေးကလှုပ်ပေးလိုက်တာဟောအင်္ဂါဇနီးလေးကလှုပ်ပေးလိုက်တဲ့သပင်ကြောင့်တပည့်တော်ဒီဘက်ကကြာနေသူဒီဘက်ချထားတဲ့ဟာကိုဒီဘက်ကြာနေမှာကိုစိုးတာဟုတ်လားနော်ငကိုတော့ကလူပြိုကြီးဘဝနဲ့နေခဲ့တယ်အသက်ဘလောက်မှအိမ်အောင်ကြတော့ဆို45လောက်မှအိမ်အောင်ကြနော်ဒကမာကြီးကလည်းပဲ45လောက်ဘယ်မှာဆုံကြရိတ်တာကြမှာအဲ့ဒါနဘေးကလူကမြောက်ပေးတယ်လို့ပြောတာပဲဟုတ်လားနော်သူတို့ချင်းကစကားမပြောဘူးအဲ့ဒါဘုဘကလည်းပဲကျောင်းဆရာမကြီးနော်အထက်တန်းပြတဲ့ဆရာမဒီဘက်ကလည်းပဲတက္ကသိုလ်ကကတိကနော်တက္ကသိုလ်ကကတိကဆိုတော့အဲ့ဒါသူတို့ချင်းစကားပြောပြတဲ့အခါနဘေးကလူများကအိမ်တော်ရှိလားဆိုမရှိဘူးဘုဘကလည်းပဲရှိလားဆိုမရှိဘူးဆိုအဲ့ဒါဂျားတွေကနေအောင်ဖွဲ့ပေးလိုက်တာနဲ့အဲ့ဒါရိတ်တာကထွက်ပြီး2လလောက်နေတဲ့ခါကျမင်္ဂလာဆောင်တယ်ဟုတ်လားနော်အေးအဲ့ဒါကြောင့်မို့တရားထိုင်ဆိုတဲ့အပိုင်းမှာလည်းပဲတရားရအောင်ထိုင်မှာအမှုစဉ်ဘာရသွားတယ်လဲအဲ့ဒါရသွားတယ်ဟုတ်လားရိတ်တာဝင်ဆိုတဲ့အမျိုးစုံကြုံရတယ်ဟုတ်လားနော်အေးအဲ့ဒါမျိုးဖြစ်တယ်ကဲဒီမှာကြည့်လိုက်တဲ့အခါကျတော့အခုပစ္စည်းဥစ္စာများဦးဇင်းတို့သုံးကြတယ်ဆိုတဲ့အခါပထမဦးဆုံးသုံးပါကကိုယ်နဲ့ကိုမိသားစုအတွက်ဒုတိယကဆွေမျိုးအတိုင်းဝိုင်းအတွက်နောက်တစ်ခုကမိတ်ဆွေများအတွက်တဲ့ဘယ်သူများအတွက်အေးတယောက်နဲ့တယောက်ပေါင်းသင်ဆက်ဆံပြီးတော့မနေရဘူးလားနေရတယ်အကူကြီးအပြန်လှန်ယူမထားဘူးလားယူထားတယ်ငွေကြီးအကူကြီးမဟုတ်တော့အကျံတော့ကိုကယူထားကြတယ်ယူသလားမယူဘူးလားအဲ့ဒါကြောင့်ကျေးဇူးတရားကင်းရဲ့လားအေးအဲ့ဒီပုဂ္ဂိုလ်များအတွက်သုံးပေးရမယ်တဲ့အဲ့လိုသုံးရင်လောကဝတ်လည်းမကြည့်ဘူးလားတနည်းအားဖြင့်ပြောရင်ဖရာရဲ့စကားကိုတိုက်ရိုက်နားထောင်ရမကြဘူးလားကြတယ်အဲ့ဒါဘယ်နှယောက်ရှိပြီလဲဘယ်သူတွေလဲပြောရင်ကိုနဲ့ကိုမိသားစုအတွက်နံပါတ်2ကကိုဆွေမျိုးများအတွက်နံပါတ်3ကဘယ်သူအတွက်လဲမိတ်ဆွေများအတွက်တဲ့နောက်တစ်ခုကဘေးအန္တရာယ်ကြုံလာတဲ့အခါသုံးဖို့အတွက်တဲ့ဗါတယ်လေဘေးအန္တရာယ်တွေကြုံလာပြီဟဲ့လို့ဆိုရင်ကဲယောဂါတွေဖြစ်ကြပြီဟဲ့လို့ဆိုရင်ကြိုတင်ကာကွယ်လို့မရဘူးလားကြိုတင်ကာကွယ်လို့ရတယ်ကာကွယ်နိုင်အောင်ကြိုးစားရမယ်ကြိုးစားတဲ့အပိုင်းမှာငွေကိုနှမျောပြီးတော့မသုံးလိုက်ရင်အဲ့ဒီယောဂါကိုမကူးနိုင်ဘူးလားကူးနိုင်တယ်အဲ့ဒီယောဂါတွေအတွက်ဖြစ်ပေါ်လာတဲ့ရေဘေးမိဘေးတွေအတွက်ကာကွယ်လို့မရဘူးလားအေးအဲ့ဒါဖြစ်ပေါ်လာမဲ့ဘေးအန္တရာယ်များအတွက်ဒီငွေကိုသုံးရမယ်ဒီပစ္စည်းဥစ္စာကိုသုံးရမယ်အဲ့ကြတော့ဘေးအန္တရာယ်အတွက်သုံးရမယ်ဆိုတော့ဘယ်နှချက်ရှိဘာတွေလဲပြောကြည့်ဘေးအန္တရာယ်အတွက်အသုံးပြုရနောက်ဆုံးကတော့ဘာလဲလို့ပြောရင်ကုသိုလ်ရရေးအတွက်အသုံးပြုရမယ်တဲ့ဘာလဲလဲကုသိုလ်ရရေးအတွက်အသုံးပြုရမယ်ဒီငွေကိုကိုကသိပ်ပြီးတော့နှမျောပြီးတော့ကစီသိပ်ကုတ်ပြီးတော့နေရင်ကုသိုလ်လုပ်ဖြစ်သေးလား
မလှုပ်ချစ်တော့ဘူးသူများလှုပ်နေဩလှုပ်ကြပေါ့မင်းတို့ရှိတဲ့ပုဂ္ဂိုလ်များလှုပ်ကြပေါ့လှုပ်ကြပေါ့နေတယ်အဲ့ဒါဖြစ်တတ်တယ်အဲ့ကြတော့တကယ်တမ်းကတော့ပစ္စည်းဥစ္စာရှိရှိမရှိရှိတရားတရားမရှိရင်ကုသိုလ်လုပ်ဖြစ်ရလားကိုယ်ပစ္စည်းကိုသိပြီးတွေ့တာနေတဲ့ပုဂ္ဂိုလ်ဒီကုသိုလ်လုပ်ဖြစ်ရလားနှမျောနေတဲ့ပုဂ္ဂိုလ်ဒီသူ့အတွက်ရောကိုယ့်အတွက်ရောကိုယ်သားသမီးအတွက်ရောကိုယ်မိတ်ဆွေအတွက်ရောဘာအတွက်မှမလုပ်ရလားသေလဲသွားရောအဲ့ဒါဒီပစ္စည်းတွေကြောင့်မို့ပဲပြိတ္တာပုံရောက်တတ်တယ်မရောက်တတ်ဘူးလားအေးအဲ့ဒါကြောင့်မို့အခုပစ္စည်းဥစ္စာများသုံးတဲ့ကဘယ်နှဌာနအတွက်သုံးရမလဲငါးဌာနအတွက်သုံးရမယ်တဲ့ဘာတွေလဲပြောရင်ဟိုနဲ့ကုသိုလ်ရဖို့ရအတွက်ဒီပစ္စည်းဥစ္စာကိုသုံးရမယ်တဲ့အဲ့ဒါမျိုးသုံးနိုင်ရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝသည်ခုရောနောင်မှာမကောင်းဘူးလားအေးအဲ့ဒီလောဘမှာမထိန်ရင်တော့လောဘမထိန်ရင်နောက်ကဘာမငြိမ်ဘူးလဲသောကမငြိမ်ဘူးဗုဒ္ဓရဲ့လက်ထက်ကလောဘမထိန်နိုင်လို့သောကမငြိမ်တဲ့ပုဂ္ဂိုလ်ကြီးတယောက်ရှိတယ်ဟုတ်လားအေးအဲ့ဒီတရားကိုဟောတော့ဘုရားကဘယ်เจ้าမှာသရင်သုံးတယ်လဲလို့ပြောရင်ဇေတဝန်เจ้าတော်မှာသရင်သုံးတယ်ဘယ်မှာသရင်သုံးဇေတဝန်เจ้าတော်ကြီးဆိုတော့ဘယ်မြို့မှာရှိဘယ်မြို့မှာရှိတာဝဋ္ဌိဘောဟုတ်လားဘယ်မြို့လဲတာဝဋ္ဌိမြို့ဇေတဝန်ရွှေเจ้าတော်မှာသရင်သုံးနေတော်မူတဲ့အချိန်ကဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်လေးဒီအဖြစ်ပျက်ကိုဦးဇင်းတို့ကဘာကြောင့်ပြန်ပြောရတယ်ပြောရင်နောင်လာနောင်သားဖြစ်တဲ့ပုဂ္ဂိုလ်တို့တရားနာပြည့်တဲ့များဒါမှမဟုတ်ဟောကြားတဲ့ဦးဇင်းတို့ကိုယ်တိုင်ပစ္စည်းနဲ့ပတ်သက်ပြီးတန်ဝေကရအောင်လို့ဘာရအောင်လို့လဲတန်ဝေကရအောင်လို့ဘုရားကတာဝဋ္ဌိပြည်ဇေတဝန်ရွှေကျောင်းမှာသရင်သုံးနေတော်မူတော့အဲ့ဒီမြို့မှာတထေးတယောက်ရှိတယ်အဒိဏပုပ္ပကတထေးတဲ့ဘာတထေးတယ်လဲအဒိဏပုပ္ပကတထေးနမဲဟူကအဒိဏဆိုတာဒိဏကပိကန္တာအဒိဏဆိုတော့ negative ထည့်လိုက်တော့အေးအဲ့ဒါ never given ဖြစ်သွားတာဘယ်တုန်းကမှမပေးဘူးလားနော်အဒိဏပုပ္ပကအရင်တုန်းကလည်းမပေးဘူးအခုလည်းမပေးဘူးတဲ့ပုဂ္ဂိုလ်ကိုအဒိဏပုပ္ပကလို့ဒီလိုခေါ်တာဘာလို့ခေါ်လဲအေးသူ့မှာလည်းပဲသားတစ်ယောက်ရှိတယ်သူ့နာမည်ကမတ္ထကုံဒလီတဲ့ဘယ်သူတဲ့လဲအဖေနာမည်ကဘယ်သူတဲ့လဲအဒိဏပုပ္ပကသားနာမည်ကမတ္ထကုံဒလီတူရီတော်သားဘာသာလဲအေးအဲ့ဒါ the only son နဲ့နော်တူရီတော်သားဖြစ်နေတဲ့အဲ့ဒီပုဂ္ဂိုလ်သားဖနှစ်ယောက်နေကြပစ္စည်းဥစ္စာတွေကတော့အိမ်မှာကြည်ကြည်တက်ချမ်းသာတယ်ကြိုးစားလဲရှာဖွေခဲ့ရှေးကံကလည်းပဲပါခဲ့တဲ့အခါကျတော့ပစ္စည်းဥစ္စာတော့ရှိတယ်ဒါပေမဲ့ဘာမရှိဘူးလဲပြောရင်တရားမရှိဘူးဘာမရှိဘူးလဲတရားတရားမရှိဘူးတရားတရားမွဲလိုက်ပုံကတော့နဘေးပုဂ္ဂိုလ်ကိုလှူဖို့တန်းဖို့ဆိုတာအပထားသူ့သားသူ့တောင်မကြည့်ဘူးဘယ်နှယောက်ရှိတာသားကတယောက်တည်းရှိတာအဲကြတော့တယောက်တည်းရှိတဲ့ဒီသားကိုအင်ကြီးအဝိစာဆင်တော့မယ်ဟဲ့လို့ဆိုရင်ဘရော့မှာ ready made သွားပြီးတော့မဝယ်ဘူးဟုတ်လားနော်ချုပ်ထည်တွေမရှိဘူးလားချုပ်ထားတဲ့အထည်တွေ ready made သွားပြီးတော့ဝယ်လို့မရဘူးလားရတယ်မဝယ်ဘူးအဲ့တတိကြီးအဲ့လိုသွားဝယ်ရင်ဒီကောင်လေးလက်ခပါတင်ထားတာဆိုတော့ဈေးများတယ်တဲ့ဘာလို့တလဲလို့ပြောလို့ရှိရင်အစသွားဝယ်တယ်အင်ကြီးစသွားဝယ်တယ်ဘာသွားဝယ်အင်ကြီးစသွားဝယ်ပြီးတော့သူ့သားရဲ့ခန္ဓာကိုယ်မှာကတ်ကြည့်လိုက်ပြီးတော့သူကိုယ်တိုင်ပဲအင်ကြီးကိုကိုက်နော်ကိုက်ပြီးတော့ဖြစ်တယ်လို့ပဲအိမ်မှာရှိတဲ့အပ်နဲ့သူ့အတူပြန်ချုပ်ပြီးတယ်ဟုတ်လားမနှမျောဘူးလားအေးအဲ့လောက်ထိနှမျောပြီးတော့အဲ့ဒါအိမ်မှာသူ့သားဝတ်တဲ့ဟာဆိုဒီတိုင်းပဲသူဝတ်တဲ့အင်ကြီးတွေဆိုရင်လည်းဒီတိုင်းပဲစားတာတောက်တာသွားပြီးတော့ကြည့်လိုက်ရင်လည်းပဲဘရော့မှာကောင်းကောင်းရောင်ရောင်မစားဘူးစကွဲဂျိုးလောက်နဲ့နေတာဟုတ်လားနော်စကွဲတွေ့ဘူးလေနော်အေးအဲ့ဒါစကွဲကိုကြိုချက်တဲ့အခါကျတော့သမင်းလို့ကောင်းရလားအေးအဲ့ဒါစကွဲနဲ့ပဲကြိုချက်ပြီးတော့စားကြတောက်ကြ
ဟင်းသွားပြီးတော့ကြည့်လိုက်ရင်လည်းဘယ်တော့မှပဲပြုတ်လွတ်တယ်မရှိဘူးဟုတ်လားပဲပြုတ်လေးနဲ့ပုံရိပ်ဟင်းနဲ့ဒါလေးနဲ့အဲ့ဒါသင်စင်ရဲရဲနဲ့နေတယ်ပစ္စည်းမရှိလို့လားပစ္စည်းကတော့ရှိတယ်ကိုတောင်ပြန်ပြီးတော့သရာစိတ်ကပေါက်ရလားကိုတောင်သရာစိတ်မပေါက်မှာတော့နဘေးဆိုတာတော့ဝေးပေါ့ဟုတ်လားနော်အေးအဲ့ဒီလိုကြီးနဲ့တင်အဲ့ဒါသူနေပြီးတော့နော်ဒီလိုပဲနေလိုက်တာအဲ့လိုနေရင်းနဲ့စားတာတောက်တာကလည်းချို့တဲ့အခါကျတော့တရက်တနေ့ရောက်တော့သူ့သားယောဂဆွဲတယ်ဟုတ်လားဘာဆွဲယောဂဆွဲတယ်ယောဂဆွဲတာကလည်းတကယ်တမ်းကတော့အင်အားပြတ်တဲ့ယောဂပါနော်ဘာပြတ်တာလဲအင်အားပြတ်တဲ့ယောဂအဲ့ဒါအစာရေစာမဝပဲနဲ့အစီဓာတ်မဖြစ်ဘဲနဲ့စားတောက်နေတဲ့အတွက်ကြောင့်ယောဂဆွဲလာတယ်ယောဂဆွဲလာတဲ့အခါကျတော့ပထမစပြီးတော့ယောဂသိလိုက်တဲ့အခါသူ့သားကိုကြည့်လိုက်တော့ညူးနဲ့ပုံစံဖြစ်နေတော့မေးကြည့်နေကောင်းရလားမကောင်းဘူးမကောင်းမြန်သိတယ်ဒါပေမဲ့ဆေးကမ်းမသွားဘူးပြည့်တယ်ဘယ်မသွားဘူးလဲဘာလို့မသွားလဲငွေကုန်မှဆိုလို့ဆေးကမ်းမသွားဘူးကဲမင်းနေမကောင်းလို့ရှင်မင်းအိမ်မှာခဏနေခဲ့ငါသွားပြီးတော့အချင်းနေအကက်ခတ်ကြည့်လိုက်ဦးမယ်ဆိုပြီးတော့မြို့ထဲမှာရှိတဲ့ဘိန်းတော်ဆရာတွေလိုက်ပြီးတော့မေးကြည့်ကျုပ်သားတော့အားနေတဲ့ယောဂဖြစ်နေတယ်ဗျာဘာလေးများတိုက်လိုက်ရမလဲအဲ့ဒါဟိုဘိန်းတော်ဆရာများကပြောလွတ်လိုက်တဲ့သိနည်းကိုသေချာမှတ်ပြီးသွားလို့ရှိရင်အဲ့ဒါဘုရားသေးဆိုင်မှာဝယ်ပြီးတော့ဘုရားသေးဆိုင်ကနေပြီးတော့ပစ္စည်းများစုပြီးတော့အိမ်မှာတန်စုံကြီးနဲ့ထောင်းကိုယ်တိုင်ထောင်းပြီးတော့သူ့သားကိုအဲ့ဒါတိုက်တယ်အဲ့ဒီလိုကုရင်းနဲ့ယောဂကမသက်သာဘူးပြိသိဘာဖြစ်လာလဲယောဂကမသက်သာဘူးတဲ့အဲ့ဒါသိုးမြဲပဲဒီလိုသိပြီးတော့ဆိုးလာတဲ့အခါကျတော့နဗီးကပုဂ္ဂိုလ်များကဟာအာဒိဏပုပ္ပကရဲ့သာမထဂုံမလီတော့နေမကောင်းဘူးလို့ပြောတယ်တို့သွားမေးအောင်ပါဆိုအိမ်လာပြီးတော့လူတွေအပြင်မှာလည်းပဲမမေးကြဘူးလားတို့ဒီခေတ်ထဲလည်းမမေးကြဘူးလားဗုဒ္ဓရဲ့လက်ထက်ကလည်းအဲ့ဒါမျိုးနေမကောင်းတဲ့ပုဂ္ဂိုလ်စီသွားပြီးတော့မေးကြအဲ့လိုသွားပြီးတော့မေးတဲ့အခါလူတွေကအိမ်ထဲကိုဝင်လာအိမ်ထဲကိုဝင်လာတဲ့အခါကျ तू ကဘာမြင်တယ်လဲဆိုတော့ငါအိမ်ထဲကိုနဗီးကပုဂ္ဂိုလ်တွေဝင်လာတယ်ဒီပုဂ္ဂိုလ်တွေကဟိုကြည့်ဒီကြည့်နေဆိုတော့ငါပစ္စည်းချမ်းသာတာတွေမြင်ပြီးတော့ဒီကောင်လေးရကျင်သိပေါက်လို့မတကာခိုးသွားရင်တော့ပြဿနာပဲဆိုအဲ့ဒါလောက်ကိုနှမျောတာမနှမျောဘူးလားနှမျောတော့အိမ်ထဲကိုလူနာမေးတဲ့ပုဂ္ဂိုလ်တွေမဝင်အောင်ဘာကြံတယ်လဲလို့ပြောတော့သူ့သားကိုဝယန္တာထုတ်ဖို့ကြံနော်ဘယ်ကိုထုတ်ဖို့ကြံလဲအဲ့ဒါသားကိုဝယန္တာထုတ်ထားရင်တော့ငါအိမ်ထဲတော့လူလာပြီးတော့မေးမှမဟုတ်တော့ဘူးဆိုပြီးတော့အဲ့ဒါသူ့သားကိုအပြင်ဝယန္တာမှာပွေ့ပြီးတော့ထုတ်အားကလည်းမရှိတော့ဘူးကောင်းကောင်းလမ်းမလျှောက်နိုင်တော့နော်အဲ့ဒါတော့ဝယန္တာမှာထုတ်ထားပြီးတော့အဲ့ဒီဘက်မှာနေတယ်လာမေးတဲ့ပုဂ္ဂိုလ်များကတီကားကနေတက်လာရင်အဲ့ဒီနမ်းမှာဝင်ထိုင်ပြီးသွားရင်ပြန်ဆင်းအိမ်ထဲဝင်ရသေးလားမဝင်ရတော့ဘူးအဲ့ဝကြည်သလားမကြည်ဘူးလားတော်ကိုကြည်တာဟုတ်လားနော်အဲ့ဒီအပေါက်နဲ့ပဲဒီလိုထိုင်ပြီးတော့အဲ့ဒါဧည့်သည်ဒီလူနာကိုမေးပြီးတော့ပြန်ကြရတယ်အဲ့လိုနဲ့ပဲနေနေတာယောဂကသာတဖြည်းဖြည်းနဲ့ဆိုးလာတယ်ဆရာဝန်ပြဖို့ဆိုတာလေသိကူးရှိရလားမရှိဘူးဒီတိုင်းပဲတက်တလောက်မှတ်တလောက်နဲ့သူကိုယ်တိုင်ကုနေလိုက်တာနောက်ပိုင်းလုံးဝအခြေအနေမကောင်းတော့ဘူးတဲ့မကောင်းတဲ့အခြေအနေရောက်တော့လည်းပဲသေခံပြမယ်လို့တော့ခေါင်းထဲမှာမရှိဘူးဟုတ်လားနော်အဲ့လိုဖြစ်နေတဲ့အခါကျတော့ဘုရားရှင်ကိုရောမြတ်ကအဲ့ဒီဇေတဝန်ကျောင်းတော်မှာတရင်သုံးနေတဲ့အခါဘုရားကမနဲ့လင်းလာရင်မာကရုဏာသမာပတ်နဲ့လောကကြီးကိုသမာပတ်ဝင်စားတာကထတဲ့အခါကရုဏာတရားနဲ့မေတ္တာတရားနဲ့လောကကြီးကိုဘယ်ပုဂ္ဂိုလ်ကိုကယ်တင်ရမလဲလို့ကြည်လေကြည်ထားရှိတယ်မရှိဘူးလားရှိတယ်ဘုရားရှင်ကိုရောမြတ်ကမနဲ့လင်းလာတော့ကြည်လိုက်တဲ့အခါလောကကြီးကြည်တော့ဟာမထကုံတလီရဲ့သားနော်ဟိုအဒိဏပုပ္ပကရဲ့သာမထကုံတလီတော့ဒီလိုဖြစ်နေပြီဒီပုဂ္ဂိုလ်ကိုလှမ်းပြီးတော့ကြည့်လိုက်တဲ့အခါကျတော့လေအတွင်းစိတ်လေးကတော့ကောင်းသားပဲငါသွားပြီးတော့ကဲချွတ်ရင်တော့ရနိုင်တယ်ဆိုပြီးတော့ဘုရားရှင်ကိုရောမြတ်ကဇေတဝန်ကျောင်းတော်ကနေနောက်ပါတန်ဃာတော်များနဲ့တကွတာဝဋ္ဌိမြို့တဲကိုဆွမ်းငံထမ်းနဲ့ဝင်ခဲ့တယ်
ဝင်ပြီးတော့မထကုံလီတို့ရဲ့အိမ်ကိုရောက်တဲ့အခါရှေ့ရက်လိုက်တယ်ရက်လိုက်ပြီးတော့အိမ်ထဲကိုလှမ်းပြီးတော့ကြည့်လိုက်အိမ်ထဲကိုလှမ်းပြီးတော့ကြည့်လိုက်တဲ့အခါကျတော့ဘယ်သူလဲနေတာတွေ့လဲမထကုံလီဘယ်နှမ်းမှလဲနေလဲဝယန္တာမှာလဲနေတာကိုတွေ့တဲ့အခါကျတော့ဘုရားရှင်ကိုတော်မြတ်ကဒီတိုင်းသာရက်နေရင်တော့မထကုံလီကငါ့ကိုမြင်ရမှာမဟုတ်ဘူးဆိုပြီးတော့အဲ့ဒီချိန်မှာမထကုံလီရဲ့မျက်နှာကဝယန္တာမှာရှိနေပြီးတော့မျက်နှာကအိမ်ဘက်ကိုမူထားတယ်ဘယ်ဘက်မှာမူထားလဲအိမ်ဘက်မူထားတော့ဘုရားရောက်မြန်မရောက်မြန်သိရလားအေးအဲ့ဒီလိုဖြစ်တဲ့အခါကျဘုရားရှင်ကိုတော်မြတ်ကရောင်ကြီးတော်လှမ်းလွတ်တယ်ဘာလို့လဲရောင်ကြီးတော်လှမ်းပြီးတော့သူ့ရဲ့မျက်နှာဘက်ကိုလှမ်းပြီးတော့ရောင်ကြီးတော်လှမ်းပြီးလွတ်လိုက်တဲ့အခါဒီရောင်ကြီးတော်ကိုမထကုံလီကမြင်လိုက်တဲ့အခါဒါတာမန်ပုဂ္ဂိုလ်ရဲ့ရောင်ကြီးမဟုတ်ဘူးဗုဒ္ဓရဲ့ရောင်ကြီးပဲဖြစ်မယ်ဆိုပြီးတော့စိတ်ထဲကနေပြီးတော့ဘု து ကိုကြည်ညိုသွားမတ်ဖယားကိုကြည်ညိုသွားတယ်အဲ့ဒီကြည်ညိုသွားတဲ့စိတ်လေးနဲ့ပဲအဲ့ဒီပုဂ္ဂိုလ်ဒီဘာဖြစ်သွားလဲသေသွားတယ်သေသွားပြီးတော့ဘယ်ရောက်တယ်ဆိုတာဝရိန္ဒာနတ်ပြည်ရောက်ဘယ်ရောက်လဲတာဝရိန္ဒာနတ်ပြည်ရောက်တယ်အေးအဲ့ဒါသားဖြစ်တဲ့ပုဂ္ဂိုလ်ကတော့သေသွားပြီဆိုတဲ့အခါတာဝရိန္ဒာနတ်ပြည်မှာအသက်16နှစ်အရွယ်တန်းပြီးတော့ဖြစ်တယ်ဟုတ်လား16နှစ်အရွယ်ဖြစ်တော့အိမ်မှာကြတော့သူ့ရဲ့အဖေကသေသွားပြီဆိုမှငါသားရဲ့ဖြစ်မှဖြစ်လေခြင်းငါတို့ပစ္စည်းဥစ္စာတွေရှိခဲ့တဲ့နဲ့ဒီပစ္စည်းကိုအသုံးချပြီးတော့မင်းကိုမကယ်နိုင်လိုက်ဘူးဆိုတော့အိမ်မှာငိုချင်းချဘယ်မှာငိုချင်းချလဲအေးအိမ်မှာငိုချင်းချနောက်ကြသလားမကြဘူးလားအဲ့ဒီငိုတဲ့မျက်ရည်ဒီအသုံးကျသေးလားမကြတော့ဘူးတို့လောကသားတွေအဲ့ဒါမျိုးမဖြစ်ဘူးရေးမကြည့်ဘူးလားအရေးကြီးတယ်ပစ္စည်းဥစ္စာဆိုဒီမှာကိုးကွယ်ဖို့မဟုတ်ဟုတ်လားလက်ထဲမှာတအားကြီးဆုပ်ကင်ထားဖို့မဟုတ်အရေးရဲ့အကြောင်းရဲ့ဆိုသုံးဖို့အတွက်ရှာနေကြတာမရှာဘူးလားအေးဒီမှာငိုနေတဲ့အခါပြီးတော့သင်္ချိုင်းကုန်းကိုအဲ့ဒီအလောင်းကောင်ကိုပို့တယ်အလောင်းကောင်ကိုပို့လိုက်တဲ့အခါသင်္ချိုင်းရောက်တဲ့အခါကျတော့ကြံတဲ့ပုဂ္ဂိုလ်များပြန်ကြံတဲ့ပုဂ္ဂိုလ်များကတော့တို့လိုက်ပို့ပြီးတော့မပြန်ဘူးလားအေးအဲ့ဒါဒီအလောင်းကောင်ကိုသင်္ချိုင်းရောက်ရင်ကြံတဲ့ပုဂ္ဂိုလ်ကပြန်ကြတယ်အဲ့ဒါ तू ကတော့သင်္ချိုင်းကုန်းမှာတယောက်တည်းငိုပြီးတော့ကြံခဲ့ तू ငိုတာဒီအကျိုးရှိသေးလားအေးအဲ့ဒါမြေပုံပေါ်မှာဖတ်ပြီးတော့ငိုနေလိုက်တရက်လည်းငိုတယ်တရက်လည်းငိုတယ်နောက်ရက်လည်းပဲအဲ့လိုငိုတယ်ဆိုတော့တဖြည်းဖြည်းနဲ့သူ့သားကတနာလာတယ်ဒီတဲ့ဘယ်သူကတနာလာငါအဖေကတော့ငကိုတော့ကတော့တမျိုးအခုတော့လှုပ်ချလိုက်ပြီဆိုပြီးတော့အဲ့ဒါငါအဖေဒီတိုင်းငိုနေတာကြီးတော့ငါမကြည့်ရပါဘူးဆိုတာဝရိန္ဒာကနေပြီးတော့ဘယ်ကိုဆင်းလာတယ်ပြောတယ်အဲ့ဒီသင်္ချိုင်းကုန်းကိုဆင်းလာတာဘယ်မှာဆင်းလာလဲသင်္ချိုင်းကုန်းကိုဆင်းလာပြီးတော့သူ့ရဲ့အဖေနန်းလေးမှာဘွားကနေကိုထင်ရှားပြလိုက်ပြီးတော့နော်ကိုထင်ရှားပြလိုက်တဲ့အခါကျတော့သွားပြီးတော့ငိုနေတဲ့အဒိဏပုပ္ပကပြုံးကနေဆိုလှမ်းပြီးကြည့်လိုက်တော့သူ့သားကိုမြင်တော့အံ့အားသင့်ဟာမင်းဘလို့ဖြစ်သွားတာလဲမင်းဘယ်ရောက်သွားတာလဲအဲ့လိုတွေမေးတော့အဖေကျုပ်အတွက်မပူနဲ့ကျုပ်ကနောက်ဆုံးသေကံဤအချိန်ခါကာလမှာဘုရားရှင်ကိုတော်မြတ်ကြွလာပြီးတော့ဘုရားရှင်ကိုတော်မြတ်ရဲ့ရောင်ကြီးတော်ကိုမြင်ရပြီးတော့ဘုရားကိုကြည်ညိုစိတ်လေးနဲ့သေလိုက်တဲ့အတွက်ကြောင့်ကျုပ်ဒါဝရိန္ဒာနတ်ပြည်ကိုရောက်ခဲ့ပါတယ်ကျုပ်အတွက်ကတော့မငိုတော့နဲ့ဒါပေမဲ့တခုတော့တောင်းဆိုခြင်းပါတယ်တဲ့ဗါတယ်လေတခုတော့တောင်းဆိုခြင်းပါတယ်ဘာလေးတောင်းဆိုခြင်းတလဲလို့ပြောရင်အဖေကလည်းပဲအရင်တုန်းကကုသိုလ်ကောင်းမှုလုပ်ဘူးရဲ့လားမလုပ်ဘူးသူကလည်းလုပ်ဘူးရဲ့လားမလုပ်ဘူးဆိုတဲ့အခါကျတော့ကဲကျုပ်ဒီလိုတာဝရိန္ဒာနတ်ပြည်ကိုရောက်သွားအောင်ကယ်လိုက်တာဒီဗုဒ္ဓကကယ်တာတဲ့ဘယ်သူကကယ်တာလဲဗုဒ္ဓကကယ်တာဖြစ်တဲ့အတွက်ကြောင့်ဘုရားရှင်ကိုတော်မြတ်နဲ့အတူတကွယန္တန်ဃာများကိုပင့်ဖိတ်ပြီးတော့ဆွမ်းတက်နဲ့ကပ်ပါတဲ့ဘာကခိုင်းလဲဆွမ်းတက်နဲ့ကပ်ပါဆိုအေးအဲ့လိုဆိုကောင်းပြီဆိုဝမ်းမြောက်ဝမ်းသာနဲ့အဲ့ဒါအိမ်ကိုပြန်ခဲ့ပြီးတော့အဲ့ဒါအစီအစဉ်တွေကိုချမှတ်သူ့ရဲ့ဝန်းကျင်ကရှိတဲ့ပုဂ္ဂိုလ်များလည်းပဲဖိတ်တယ်အဲ့ဒါဖိတ်ပြီးတော့ငါသားဒါဝရိန္ဒာရောက်သွားလို့ငါကနေပြီးတော့ तू ကဆုံးကပ်ခိုင်းတဲ့အတွက်ကြောင့်ဒီမှာ
ဘုရားရှင်ကိုရောမြတ်နဲ့အတူတကွယန္တန်ဃာများကိုဆုံးကပ်မလို့အဲ့လိုပြောတဲ့အခါကျနဗေပုဂ္ဂိုလ်များကယုံရဲ့လားခမည်းတော်ဘလောက်ပြောကျွတ်တို့ကတော့မယုံနိုင်ဘူးလို့ဖြစ်နေကြတာဘာကြောင့်မယုံတာလဲတခါမှဒါနမလုပ်ဘူးတခါမှသီလသောက်တည်မှုမလုပ်ဘူးတခါမှဘာဝနာပွားတာမလုပ်ဘူးဆိုတော့ယုံရဲ့လားနဗေပုဂ္ဂိုလ်များကမယုံဖြစ်နေတယ်သူဘလောက်ပြောမယုံခဲမင်းတို့ဘလို့ပဲနေလာကြပါအောင်ဆိုပြီးတော့အဲ့ဒါနဗေအိနေကိုဖေးနောက်နေ့မှာဘုရားရှင်ကိုရောမြတ်ကြွလာပြီးတော့ဘုရားရှင်ကိုရောမြတ်ကိုဆုံးကတ်တယ်ဆုံးကတ်တဲ့အခါကျလူတွေကနေပြီးတော့လျှောက်ထားရှင်ဘုရားဒါနလည်းတစ်ခါမှမလုပ်သီလလည်းပဲတစ်ခါမှမဆောက်တည်ဘာဝနာလည်းပဲတစ်ခါမှမပွားများတဲ့ပုဂ္ဂိုလ်ဒီတာဝရိန္ဒာနတ်ပြည်မှာရောက်တယ်ဆိုတာဟုတ်ရဲ့လားဘုရားလို့အဲ့လိုလျှောက်တဲ့အခါကျတော့ဘုရားရှင်ကိုရောမြတ်ကမှန်တယ်တကားတော့သူလှုပ်သွားတဲ့ကုသိုလ်ကောင်းမှုလေးကိုဘုရားကပြန်ရှင်းပြပြောပြပေမဲ့လူတွေကမယုံတယုံဖြစ်နေတယ်ဟုတ်လားယုံရဲ့လားအဲ့ကြတော့ဘုရားရှင်ကိုရောမြတ်ရဲ့စိတ်တော်နဲ့အဓိဋ္ဌံလိုက်ပြီးတော့တာဝရိန္ဒာနတ်ပြည်မှာရောက်နေတဲ့မထကုန္ဒလီနတ်သားသည်ဒီမှာလာပြီးတော့ကိုထင်ရှားပြပါဆိုပြီးတော့အိမ်မှာလာပြီးကိုထင်ရှားပြလိုက်တဲ့အခါကျမှအားလုံးသောပုဂ္ဂိုလ်များမယုံဘူးလားအေးယုံသွားတယ်အဲ့ဒီအချိန်မှာပဲအဒိဏပုဗ္ဗကတထေးကြီးကလည်းပဲဝမ်းမြောက်ဝမ်းသာတွေဖြစ်ပြီးတော့သူ့ရဲ့ရှိသမျှသောပစ္စည်းများကိုသာသနာကိုပုံပြီးတော့လှူသွားတယ်ပြိတ္တိနော်အဲ့ကြတော့အဲ့ဒီပုဂ္ဂိုလ်သည်ငကိုယ်တုံးကလောဘမထိန်နိုင်တဲ့အတွက်ကြောင့်သောကတွေနဲ့မတွေ့ဘူးလားအေးလောဘကိုထိန်လိုက်တဲ့အခါသောကတွေငြိမ့်မသွားဘူးလားငြိမ့်သွားတယ်ဗုဒ္ဓရဲ့သာသနာတော်မှာသူ့ရဲ့ပစ္စည်းများတူတန်းပြီးတော့သာသနာတော်ကိုကြည်ညိုတဲ့တထေးတယောက်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ဒီဇလန်းကိုနာကြားရတဲ့သူတော်စင်များပစ္စည်းဥစ္စာသုတိမာဟုတ်လားဖြုံးပြစ်ဖို့တော့မဟုတ်ဘူးစနစ်တကျသုံးပြစ်ဖို့ပါဟုတ်လားနော်ဘာလို့ဖို့လဲစနစ်တကျသုံးပြစ်ဖို့ရအဲ့တော့ရှိကပုဂ္ဂိုလ်များလှုပ်သွားတာကိုကြည်သွားပြင်ကိုကတန်ဝေကယူလို့မရဘူးလားအေးအသိယူလို့ရတယ်နမူနာယူလို့ရတယ်ဘဝမှာကိုကပစ္စည်းဥစ္စာတွေရှာဖွေထားပြီးတော့ဒီရလာတဲ့ပစ္စည်းဥစ္စာနဲ့ကိုအတွက်ကိုဆွေမျိုးအတွက်ကိုရဲ့မိတ်ဆွေများအတွက်ဘေးရန်များကာကွယ်ဖို့အတွက်နောက်တစ်ခုကကုသိုလ်ရာရေးအတွက်သုံးသင့်သလားမသုံးသင့်ဘူးလားသုံးသင့်တယ်အဲ့ဒါကြောင့်မို့တို့သူတော်စင်များလည်းပဲဗုဒ္ဓရဲ့သာဝကများချစ်တီအားလျော်စွာဗုဒ္ဓရဲ့စကားကိုနားမထောင်သင့်ဘူးလားအေးထောင်သိမ့်ပြီးတော့ဥစဉ်ရဲ့တရားကိုနာကြားပြီးတော့လက်တွေ့ဘဝထဲမှာထည့်သုံးလို့မရဘူးလားရတယ်အဲ့ဒါကြောင့်မို့ဒီနေ့ကြွားရောက်လာကြတယ်အလုံးသောသူတော်စင်ပရိသတ်အပေါင်းသူတော်ကောင်းတို့သည်ဤကဲ့သို့တရားတော်များကိုနာကြားရတဲ့ကုသိုလ်ကံစေရနာတို့ကြောင့်လောဘထိမ့်ပြီးသောကငြိမ့်တဲ့ပုဂ္ဂိုလ်များဖြစ်ကြကုန်ပြီလျင်ဘဝဘဝတို့နှင့်မဉ္ဇဉ်ဘုံဉ္ဇဉ်နိဗ္ဗာန်တရားတော်မြတ်ကိုရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြပါစေကုန်သောဟု၍ပေါင်းစုကတောင်းစုပဋ္ဌာနာပြုလိုက်ကြကုန်ရသတည်း